အိတ်ဓာတွေဒါများသွားမဟုတ်တကယ်အားကိုနဲ့မိုက်နဲ့သွားတွေ့အောင်စရာမျိုးမြမဆက်ပါပဲရှောင်းသွေးကရိုးရမပြတ်ရအောင်ပါတကူအဖျားများထွက်လိုက်ပါတယ်ကျွန်တော်တို့မြမပြည်မမခင်ဗျာပါဗျာရာသွေးထိုးရအောင်လို့ပဲမြမဘရင်မျိုးဆိုတာအောင်လားထူ၍တောင်ရစဘူးလက်ရကျုံးမှာကွယ်ထုံးနဲ့အချိန်ခါတမိုးရှိပါစဘူးတနှုံမဲအဖြူတလုံးကျဲဆိုတာအတိတ်နမိတ်ဖော်လို့ဘုံရောင်ကျွေးသုံးယောက်ချဲဆိုတဲ့အလံတော်ကြီးကိုအလေးပြုကြပါလို့လားအလေးပြုကြပါလို့အများကြွာလာသမျှတကာရဝနဲ့လွန်းလောက်အောင်ခွန်းတော့တပြန်နဲ့နှုတ်ခွန်းတော်ဆက်တာတော့တာမြို့ဝနေဝချစ်တဲ့ညီလေးစူပါလားကိုဝဝင်းရေရစမ်းပွင့်ရေကိုရေကိုဖြိုးဖြိုးရေဘေးရေဟောဘက်ကစောက်ထိုးကိုကွန်ဒီ ကွန်ဒီတော်သေးရဲ့ပွဲကမကားတာကြတော့ကိုယ်တပည့်နာမည်ကိုမေးနေဆရာကြီးဟိုကရွှေမိုးလားဘေးကပြဖြော်ပြရတဲ့ပွဲကအင်မတန်မှဂုဏ်ယူစရာပါပဲမမသူကဲတဲ့ပွဲလေးဟုတ်ကဲ့မန္တလေးတိန်းစော်ရွှေရုတပင်ပွဲမှန်ပါလေဗျာမန္တလေးတိန်းစော်တင်မကဦးတငယ်ချင်းများဖြစ်တဲ့ဦးမိုးဝင်းတို့ဦးနန်းဝင်းတို့အခုအသက်ရွယ်နေဦးချမ်းသာတို့အခုအသက်ရွယ်နေပါဦးမိုးဝင်း90နှစ်လောက်ကြီးတယ်ဟောအဲ့ဒီချစ်စွာသောအပြိတ္တအပေါင်းဦးချမ်းသာတို့ကိုချစ်သောအပြိတ္တအပေါင်းဦးချမ်းသာတို့ကချစ်သောအပြိတ္တအပေါင်းဟုတ်ကဲ့တော့အတူသားလေးအောင်စဘူးကလည်းအားဖြည့်လူကပြဖြော်ပြတဲ့ပွဲပါပဲမှန်ပါဗျာဒါကြွလာရသောမိဘများစိတ်တဒုက္ခကာယဒုက္ခနှစ်ဌာနနဲ့ပြည့်စုံကြပါစေလို့စုမုံကောင်းများတောင်းရတယ်ညီလေးစပါရေအသက်ရအားဖြင့်မကွာတော့လေထူးမြတ်တော့ဥတက်ပြီးခေါ်ရပါတယ်ဗျာနော်ဗျာအဲ့တော့ဦးသိန်းစောဦးမဝင်းဦးနန်းဝင်းဦးချမ်းသာဒါကထူးမြတ်လို့ဥတက်ရတာပါဗျာဟုတ်ကဲ့တကယ်မှတပင်ရဲ့တခစ်တခါထူထောင်ခဲ့တဲ့ကြော်ကြားခဲ့တဲ့တပင်မင်းသားကြီးများပါသူတို့ကဒီနေ့ဒီချိန်မှာတငယ်ချင်းများစုပေါင်းပြီးတော့ဗောနော်ပြောရရင်တော့တငယ်ချင်းများစုပေါင်းပြီးဖြော်ပြတဲ့ပွဲပါဒီပွဲဟိုမှာတပေါင်းထူမဲ့အောင်စပူလေးကဦးလေးဆရာများကိုပါရမီလာဖြည့်တာပါမှန်ပါနော်ဗျာဟုတ်တယ်ပါရမီဖြည့်တဲ့အခါမှာကျွန်တော်တို့အဖွဲ့သူအဖွဲ့သားများအားလုံးအပါဝင်ပေါ့လိုလေသေးမရှိရအောင်ပွဲလေးကိုဆင်ပြေအောင်အားလုံးကအားကျိုးမှန်တဲ့နဲ့ဖြောပြတင်ဆက်ကြတယ်ဗျအဲ့ဒီတော့အခုလာမှာကလည်းကျွန်တော်တို့သူ့ရဲ့ဦးလေးဆရာများအနားယူတဲ့အချိန်မှာ तू ကနှစ်ပါးသွားအစီအစဉ်လေး तू ကကားပြမှာပါဗျအဲ့တော့ပြည့်တံများမျော်လင့်တာကလည်းတပေါင်းထူမဲ့အောင်စပူလေးကိုမျော်လင့်နေလို့ထင်ပါတယ်ကိုစမ်းပွင့်ရေမမကိုရေမင်္ဂလာရှိတဲ့ချိန်ကတမရပါဗျာဟုတ်ကဲ့ဒါကြောင့်မလို့လားမန္တလေးဦးသိန်းစော်ရဲ့နှစ်90ပြည့်ရွှေရုတပင်မှာပဲဗျာမှန်တယ်ဗျာဒါကြောင့်မလို့နော်မန္တလေးသိန်းစော်ဆိုတာဇက်မင်းသားဟလားနောက်ပြီးတော့ကြပြားဆရာဟုတ်တယ်တေးတန်ရှင်မှန်တယ်ဗျာအဲ့ဒီဖြစ်တဲ့အတွက်နော်သိလားကျွန်တော်ဂီတဘက်ကလည်းလာကြတယ်နေပဲစုံနေအဲ့ဒါနေပဲတီးတီးကလာခဲ့ကြတယ်ဗျာဟုတ်တယ်ဗျာမှန်တယ်ဗျာအမိုးရတယ်ကုညီကြတယ်ဗောဟုတ်ကဲ့ဟုတ်ကဲ့ဒီကမှာထူးပြောချင်တာကတော့သူနဲ့ဟလားတပြိုင်နက်တည်းအတူကကြတဲ့သူ့ရဲ့တငယ်ချင်းနေမှန်တယ်နော်တပြိုင်နက်တည်းမှာနာမည်ကြီးကြတဲ့ရွှေခစ်ကိုရောက်ခဲ့ကြတယ်မင်းသားတွေမှန်တယ်ဗျာဟလားမန္တလေးသိန်းစော်ဟလားရွှေမန်းချမ်းသာဟလားဦးနန်းဝင်းဦးမုံဝင်းဒါတွေကအင်မတန်မှနော်အချိန်ထဲမှာနာမည်ကြီးခဲ့ကြတာတပည့်တစ်ခေတ်ကိုထူထောင်ခဲ့ကြတဲ့မင်းသားကြီးများပေါ့ဟုတ်ကဲ့ဒါကြောင့်မလို့ဒီလိုအချိန်မှာတစုတစည်းတဲ့မြင်တွေ့ခွင့်ရတာလဲကျွန်တော်တို့ကဂုဏ်ယူလို့မဆုံးပါဘူးဟုတ်ကဲ့ခင်ဗျာဒီလိုအချိန်မှာကျွန်တော်တို့ရဲ့နော်ခေါင်းဆောင်မင်းသားလေးမောင်အောင်စဘူးက
သူရဲ့ဟလာဦးလေးတွေဖေးဆရာတွေရှင်းတယ်ပညာတွေလည်းလက်ဆင့်ကမ်းသင်ယူလို့ရပြီ မှန်တယ် ဟလာသူရဲ့အမွေးနေ့ကိုလည်းသူရပြီပေါ့ဗျာ ပညာအမွေတွေရပါပြီဗျာ မှန်ပါဗျာ ဟုတ်ကဲ့ ဒါကြောင့်မလို့ဟလာအခုလို့လာအားပေးကြတဲ့ချစ်စွာသောဖေးမင်းညီမောင်တို့များနော်ထာဝရမိုးစံပန်းမှာလို့ရှင်လန်းကြပါစေလို့ကျွန်တော်တို့ကလည်းမရောက်ခင်တည်းကဆုမွန်ကြွေရတယ်ဗျာ ဟုတ်ကဲ့ခင်ဗျာ အေးဒါကြောင့်မလို့ကျွန်တော်တို့ကတစ္ဆာထားတဲ့နှစ်ပါးသွားကိုကြိုးစားပန်းစားကပြမှာမောဟလာညီလေး ညော်လင်းကြပြီခင်ဗျာ ဒါကြောင့်မလို့ကျွန်တော်တို့ဓာကြီးကလည်းဆိုတာရွှေရတုတပင်ပွဲတော် မှန်ပါပါဗျာ နော်ဘာပဲဖြစ်ဖြစ်တငယ်ချင်းနေကောင်းမြတ်လို့ပေါင်းဖက်ထားတာ ဟုတ်တယ် မှန်ဒါကြောင့်မလို့သူတို့ရဲ့အပျော်တွေကြည့်ရင်သိပါတယ် မှန်ပါခင်ဗျာ နော်ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးတပင်တစ်ခေတ်ကမင်းသားကြီးတွေကိုလည်းကျွန်တော်တို့လူငယ်တွေကြည့်ရခဲ့ပါတယ် မှန်တယ်ဗျာ ပီတိဖြစ်ရပါတယ်အခုလိုမျိုးကလေးလေးယောက်ကိုကစားကွင်းပေါ်တင်ပြီးတော့ နေမကလေးလေးယောက်ကစားဝင် က မ လေး တည် လေးယောက်ကိုလေဩသူပျော်နေကြတယ် ဒီအချိန်မှာတော့သူတို့ကကလေးဖြစ်သွားပြီ ဟုတ်တယ် ဒါပေါ့ နော်သူတို့ရဲ့တူသားလေးကိုနော်သူတို့ရဲ့တူသားလေးကနေပြီးတော့ရွှေရတု ရွှေရတု နောက်ဆိုရင်စိန်ရတု စိန်ရတု ဒါတွေလာအောင်မှ ဟုတ်ကဲ့ တစ်နှစ်ကိုတစ်ယောက်ကျွန်တော်တို့ရတုတွေပေါ့ဗျာ ဟုတ်တယ် နော်ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ် မှန်တယ်ဗျာ အခုလိုလာရောက်အားပေးတဲ့ပရိသတ်ကြီးအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာမနှက်ဖန်တည့်ရလည်းရှိပါသေးတယ် ရှိပါသေးတယ် နော် ဟုတ်ကဲ့ရပါဘူး နေပဲတီးတီးကနေပြီးတော့ကျွန်တော်တို့ပါဝင်အားပေးကြတယ် မှန်ပါ ဟုတ်ကဲ့ ကျွန်တော်တို့ကလည်းကိုရီအဖေဒီဆရာတွေကိုပါဝင်ပြီးတော့အားဖြည့်ပေးရတာ မှန်ပါမှန်ပါ တတောင့်တနေရာနေပေါ့ဗျာ မှန် ဟု ပါ တ်ကဲ့ နော်ဒါကြောင့်မလို့နောက်ကခေါင်းဆောင်မင်းသားလေးအောင်စပူထွက်မှာ哦 မှန်တယ်ဗျာ မထွက်ခင်စက်ကြကျွန်တော်တို့ကရှိရနေပြီးတော့ရီလာမြောက်ကောင်း ညောင်းတယ် မြောင်းတွေ ပေးရတယ်ဗျာ ဟုတ်တယ် ဒါကြောင့်မလို့ညီလေးစောက်တို့ရေပြောပါဦး အင်မတန်မှကျွန်တော်တို့သဘင်လောကတစ်ခုလုံးအတွက် ဒီလောကတစ်ခုလုံးကြည် ကျက်တည်မင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ပွဲဆိုလည်းမမားပါဘူးဗျာ မလွဲပါခင်ဗျာ မင်္ဂအားမင်္ဂလန်လာပယ်ဖြည့်ချင်းသည့်မင်္ဂလာတစ်ပါးဆိုသည့်အတိုင်း ဟုတ်ကဲ့ ကျွန်တော်တို့မန္တလေးဦးသိန်းစော်ရဲ့250ပြည့်ရွှေတုပွဲတော် ဟုတ်ကဲ့ ကျွန်တော်တို့ရှေးဆောင်ခေါင်းဆောင်ကောင်းတွေလမ်းဖြောက်ဖြောက်သွားခဲ့တော့ကျွန်တော်တို့နောက်ကသားတပည့်တွေအကုန်လုံးမရိမ့်မရိုင်ပဲနဲ့ကျွန်တော်တို့အမားမရှိအောင် ဟုတ်ကဲ့ လမ်းလျှောက်နိုင်ခဲ့တယ် မှန်တယ်ဗျာ အခုလိုမျိုးကျွန်တော်တို့ A4 မင်းသား4ယောက်ကိုစင်ပေါ်မှာတွေ့ရတဲ့ နေ ခါ ပေ ကျ အဖိုးလေးမင်းသားလေးယောက် F4 ပါ အဖိုးပါဘယ်လိုအဖိုးမင်းသားတို့ ကိုကြီးရမှာကြတော့ F4 မင်းသား အင်း ခုက AI ခစ်မှာပေါ်တဲ့အတွက် ဩ A4 မင်းသား သူတို့မိတ်တူဆက်တဲ့ကုထဲပေးရမှာလားသူတို့ ဒါမဲ့ကျေးဇူးများတင်ပါတယ် ဟုတ်ဗျာ တာဝန်ရှိသူတွေလည်းအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ရဲ့အဖိုးဆရာတွေလည်းကျေးဇူးများတင်ပါတယ် ဟုတ်ကဲ့ ည12နာရီမှနှစ်ပါးထွက်မဲ့ဟာကိုနေကင်း12နာရီတည်းကနေခေါ်ထားတဲ့ကျွန်တော်တို့ရဲ့ဇက်ဆရာကိုလည်းကျေးဇူးများတင်ပါတယ် ဟဲ့ ဘာပဲပဲကျေးဇူးကျေးဇူးပြန်ဘာတော့ကိုတို့ကအေးရွာသွားပြီလေ ဟဲ့အဲ့တာမဟုတ်ဘူးငါနားဆွေနေတာဟိုမှာစိုးနေရလေတူပုတူပုကြံညိုးတယ် ဒါပေမဲ့ပရိသတ်ကြီးလည်းတန်ပါတယ် ဘာဖြစ်လို့ ပွဲပြီးခြင်းက17နာရီကြီးညာထားတာပါ ဟုတ်တယ် တနာရီထိုးနေပြီ အဲ့တော့အေးစစ်စစ်ဒီမှာအဲ့ ကျွန်တော်တို့ကမနက်ပွဲကရင်လည်းကမှာပါ ဟုတ်တယ် နောက်ဆိုရင်ကျွန်တော်တို့လူငယ်တွေလည်းလူကြီးတွေရဲ့အစင်လာကိုတိတဲ့အနေနဲ့16လမ်းပိတ်မှဒီကိုလာပါမယ် နေမကိုလမ်းပိတ်မှာ 16လမ်းဘယ်ကို16လမ်း အမှန်ကန်ပွဲက2ရက်တည်းဒါပေမဲ့3ရက်ဖြစ်သွားပါပြီ ဟုတ်တယ် ။ဘာဖြစ်လို့လဲဆိုတော့အဖေတို့ရဲ့ပွဲပြီးရင်ကျွန်တော်တို့4ယောက်ရဲ့ဘာရတူလို့ပေးရင်ကောင်းမလဲ ဩ မင်းတို့တွေကဖျားတီး မပေးနဲ့လည်းမပေးနဲ့တော့ ကဲ ဩကျွန်တော်တို့ဒီပွဲကထူးခြားတဲ့ပွဲလေးပါဗျာနော်ဗျာရွှေခစ်ကိုထူထောင်ခဲ့တဲ့မင်းသားကြီးများကဒီနေ့ခေတ်မှာဖြစ်ပေါ်နေတဲ့တပေါင်းထူးမဲ့အောင်စပူလေးကိုအမှုပညာလက်ဆင့်ကမ်းအမွေပေးတဲ့ပွဲဆိုလဲမလွဲပါခင်ဗျာဟုတ်ကဲ့ဗျာအဲ့တော့ပြည်သက်များမြင်ချင်းတွေ့ကျင်နေတဲ့အောင်စပူလေးကိုဖော်ထုတ်ကြပါစို့ကိုစမ်းပွင့်ရေ မင်္ဂလာပါခင်ဗျာကဲဘာမှလည်းမပြောရသေး နေ ဘူး ပါဦးလို့ ဘာပြင်းအောင် ခေါ်ထုတ်ပေးပါမယ် ဟိုသိတယ်လူရှင်တော်တဲ့စကားကြောရှိနေတာကိုသူတို့စိတ်မရှိဘူးဆိုလည်းသိတယ်ငါတို့ဒါဇက်ခုံမမလို့ TV လဲဆိုငါတို့ remote နဲ့ရေးပလိုက်ပြီးသိတာပေါ့အမလေးရေးနော် next နဲ့တခါလဲရေးတင်းတင်းသုံးလေးမလို့လူရှင်တော်တွေလိုနေပြေးကုန်မယ် ကဲမျောလင်းကြပါပြီကိုကြီး ဒါကြောင့်မလို့ကိုကြီးမျောလိုက်တာလည်းမျောလိုက်တာပါဗျာ โอเค နောက်မှမပြီးသေးဘူးနေအောင်စောနေ အဲ့တော့ဘာပြောကျွန်တော်တို့အင်မတန်မှကျွန်တော်ကုသိုလ်ထူးတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော် ပြပါအောင် ကုတူကထိုးပြန်ပြီလား အဲ့ဒီမင်းသားကြီးတွေရဲ့တယောက်ချင်းစီရဲ့ဇက်မှာကားနိုင်ဖို့ဆိုတာတော့မလွယ်ဘူး အာဘယ်လို အဲ့ဒီမင်းသားကြီး၄ယောက်ပေါင်းပြီးတော့ကျွန်တော်တို့ပူပေါင်းတဲ့ပွဲမှာပါခွင့်ရတဲ့အတွက်အင်မတန်မှဝမ်းသာပါတယ်ဆက်လက်ပြီးတော့ဘယ်လိုများစူးစမ်းအောင်လဲဆိုတာမရှိပါဘူးကိုသိရေ ဟာမင်းပြောရပြီ အေးဒီငါလက်ရောက်ပြီလား ပြောအားပြောမင်းဆရာတော့မင်းနာမည်မေးနေ ။ဟောလွယ်ပြပြကျေးဇူးတင်ပါတယ်။ကြွားလာတဲ့နော် everyday အကောင်အပေါင်းရောပြီးတော့ကျွန်တော်တို့နော်ဒီလိုမျိုးခုနကဆိုကျွန်တော်တို့နောက်မှပေါ့အကုန်လုံးကမြိတ်ကြီးကြာ ဘယ်လိုတော့ ထမင်းမစားလို့ နော်အဟုတ်မှလို့နားထောင်ငါကျတော့မျက်ရည်ကျတာရိုးရိုး
ငါကြတယ်မျက်ရည်ကြတယ်ရိုးကြတာမဟုတ်ဘူးဟိုမှာရွာသားစိတ်မုံလုံးကဆိုင်းအဖွဲ့ကိုပတ်စံနေဝေးနေငါတို့မပါသေးဘူး တကယ်ကျွန်တော်တို့ မင်းတို့မျက်ရည်ကြတယ်ကိုစူပါမျက်ရည်ကိုမမီဘူး ဘာဖြစ်လို့ စောနာခုတ်တီပတိနဲ့ဟိုဆိုင်နဲ့တော့ကော်ဖီတောက်တော့တစ်ခွက်4000ပေးရဆိုငိုးတာဆိုတာ တကယ်ကျွန်တော်တို့လူငယ်တွေကစပီတိဖြစ်ရပါတယ်ကျွန်တော်တို့လည်းတစ်ချိန်ကြရင်ပေါ့နော်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကပံမိုးရမှာပဲပံမိုးရမှာနော်ဟုတ်လေဟမ်ဒီတေကန်ဒီလူကြီးတုံးက ဟောလေဆရာသမားဆိုတန့်ဆော်ကားတာမြင်လား ကတော့ဟိုလိုပေါ့ပီတိဖြစ်တယ်ဆိုတာကျွန်တော်တို့လူငယ်တွေအနေနဲ့ဒီလေးလေးရဲ့ပွဲမှာပေါ့နော်တောင်းတနေရနေပြီးတော့ပါဝင်ရတဲ့အတွက်လည်းဝမ်းသာပါတယ်ကျွန်တော်တို့လူငယ်တွေဆိုတာကလေးလေးတို့ကားပြတဲ့အချိန်မှာကျွန်တော်တို့မမီခဲ့ပါဘူးဒီလိုချိန်ဒီမှာကျွန်တော်တို့အသက်အရွယ်နဲ့လေးလေးတို့ပြန်ကားတဲ့အချိန်မှာပါဝင်ခွင့်ရတယ်လို့လည်းဝမ်းသာပါတယ်အဲ့တော့လေးလေးတို့လည်းဒီတက်မကတက်ရှည်စွာနဲ့အနုပညာတက်တန်းမှာထပ်ပြီးတော့နောက်လာမဲ့ ရွှေရတုတွေမကောက်စိန်ရတု စိန်ရတုဗရမ ्या ရတုဟုတ်တယ်ဖြိုးဖြိုးဗရမ ्या ကွန်တီကနေပြီးတော့ဟော ဗရမယာကွန်းကြီးအောင်လား ကျေးဇူးတင်ပါတယ်နော်အဲ့တော့ဗရမ ्या ဆက်ပြီးတော့ပြောကြအောင်မယ်ကိုရှင်မွေး ဒါတကယ်လည်းပြောမယ်ဆိုရင်တကယ်တစ်ချိန်ကနာမည်ကြီးခဲ့တဲ့မင်းသားကြီး၄ယောက်ပါဗျာ ဟုတ်တယ် ဒီလိုမင်းသားကြီး၄ယောက်နဲ့ကရမယ်လို့ကျွန်တော်တို့ဘဝမှာမတွေးခဲ့ပါဘူးဗျာ မှန်တယ်ဗျာ ဒီ လူ လို ကလည်းပြောတယ်မင်းကိုမခေါ်ဘူးတဲ့ ဟုတ်တယ် မင်းကမင်းတက်လာတာ ဟုတ်တယ်မကခိုင်းဓာတ်နဲ့ထောက်မယ်ပြောလို့နော်ဒီလိုပွဲမျိုးကတာအထူးပဲဝမ်းသာပါဗျာတိန်းတောင်းထီပေါက်တာကိုယူမလားအဖေတို့နဲ့ပွဲကမလားမေးကြည့်လိုက် ဟာတိန်တောင်းထီပေါက်တာယူမလားအဖေတို့နဲ့ကမလား တိန်းတောင်းထီပေါက်တာယူမလားအဖေတို့နဲ့အတူတူကကြတာပေါ့ မင်းကဘာကွာလို့တော့အတူတူပဲဥစ္စာ ဆရာတော်တယောက်ကညီးနေတာတွေ့ ကျလဲပါ ရိုက်ပါဦးကျင့်ပါ ကဲလုံးပါကား တချို့ကောင်းတယ်ကျွန်တော်တို့ကလည်းဒီလိုအချိန်မဲ့တွေ့တယ်အောက်ကျဆောက်ပြဿနာတဲ့နေဖြစ်နေရဖြစ်ကဲညောင်းလေးကြပြီလား ကဲညောင်းလေးညောင်းလေး ညောင်းလေးအစမယ်ဗျာ ဟုတ်ကဲ့ အေးဒါကြောင့်မလို့အောင်စဘူးဆိုတာရှူးဆိုတဲ့တိတ်ပေါက်ကြမယ်လေ ဟုတ်သေးဦးတယ်မြင်ရသေးဦးတယ် ဟာကြီး ရပြီ ဦးနာလေးရပြီလို့ ဟောရိုင်ထုတ် အောင်စဘူးဆိုတာမြိုင်ကအတွက်တဲ့ group နှစ်ပါပဲ ဟုတ်ပါ အောင်စဘူးဆိုတာမြိုင်ကအတွက် ကျွန်တော်တို့အဖွဲ့ကဘလောက်ညီလဲမညီလဲကြည့်ပမတီးနဲ့ရခွင်းသမားတော့မညီဘူး ရကွင်းကမလိုက် စီးလုံးမှုပေါ့ဗျာ အဲ့ဒီမောင်စောဆိုတဲ့ပမတီးကကျွန်တော်အမတန်စောင့်ရတိုက်တာတော်လိုက်ချင်အကြံလူညံအမလား သူတို့၄ယောက် နေအောင်လေတကယ်ကြီးငါပြောပါဦးမယ်ကဲစပြီရဘယ်ပြေးနေခုနနေအောင်လေ အာစရီအာစရီ ဟေးဟေးစပြီစပြီ သူတို့တွေကလေတိလားသူတို့တွေက ရပြီတော့ကိုရှာရှင်းနေတာဟုတ်ဘူးဆိုတာမြိုင်ခတ်တွေ့တဲ့ group နေပါပဲပို့တယ်လို့နတ်မကျော်ဇက်ပေါ်မှာဇော်ပထမဘေမို့မြောက်ရှာကြတဲ့မင်းပြိတ္တမြောက်ထိန်ကြီးစွာလင်းအောင်မို့စိန်ဂရီပါခင်မအောင်စပူရဲ့အသိအောင်လွင်မြင်းဆိုတဲ့နပါစမယ်ဗျ ကြားကြပါစို့ ဆက်ဆက်ထွေးစရာရဲ့ပဲဝဲတယ်ဇဒဝေခေပေါ်ဇဒဝေလိုက်ချင်သူတွေလာရဲ့ရခီးစားတဲ့ဟောတယ်ဘုလိုရဲ့စီယောဤလေဤလေလေ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 စိတ်လူရောင်လွင်မြေစိတ်လူရောင်လွင်မြေအတတွေလက်ထက်လက်ချေဆက်ဆက်ချွေးစများရဲ့ပန်းပွင့်အတွေ့ဇဒဝေခေပေါ်ဇဒဝေလိုက်ချင်သူတွေလာရဲ့ရခီးစားတဲ့ဟောတယ်ဘုလိုရဲ့စီလေယောဤလေဤလေလေယောဤလေဤ
ရွှေဘုံတိုင်းမြေလေးတဲ့တိုက်ခွေရှာလိုက်တော့ခရီးတွေတယောက်မျက်နှာတယောက်ဟေးဘောမြင်လူချင်းဖေးပြုံးလေးကအားစီနေစိတ်ညူရောက်တွေပြေစိတ်ညူရောက်တွေပြေရွှေချင်းရင်လေးစီလို့ဝီလို့ချပြောရွှေဘုံတိုင်းမြေလေးတဲ့တိုက်ခွေရှာလိုက်တော့ခရီးတွေတယောက်ရဲ့နာတယောက်ရဲ့အမောပြေလူရဲ့ဖေးပြုံးလေးကအားစီပဲစိတ်တူရောက်တွေပြေစိတ်တူရောက်စိတ်ညူရောက်တွေပြေစိတ်ညူရောက်တွေပြေညစုပါရဲ့ကိုဝဝင်းရဲ့ဂီတာတချက်နားတော့သွင်းကတဲ့သာနာကျုံးကားပြန်နဲ့သုံးမှာဖောင်ကင်အစင်မူလပြင်စတာနိုးဆိုင်ရာကျိုးတနည်းတစ်မျိုးဘွဲ့တစ်မျိုးနဲ့ရိုးရရကြပြမဲဥကာတို့စက္ခါစုံတို့မူတယုတ်ကိုတန်တန်ချုံညင်းရှေ့တော်သွင်းလို့အဆိုရှိစီတိုင်းသားလေးအောင်စုမြင်ကြတွေ့ကြပါပြီဟုတ်ကဲ့ဟုတ်တယ်မလားဗျာမှန်ပါဗျာစက္ကူတော်တာကဏ္ဍဇီဝကာမနာအောင်6ပါးရှိနေ4ပါးသောအောင်ပဲစက္ကူအမြင်တက်သောတာကြားတတ်နဲ့ကြည့်ရှုပိုက်ဖြတ်လို့မြင်ကြပါပြီမြင်ရပါပြီဗျာဝါစာပိယဝါစာစကားနဲ့ရှိသည်နဲ့ပိယဝါစာချစ်ဖွယ်သောစကားဘလို့များပြောကြမယ်ဆိုတာပန်တရင်မွေးအောင်လန်ခင်းလို့ပြပါတော့ရွာသားဆရာစိန်မလို့ရေးဗျာဟဲ့လူ အခုမှနမဆကားတာဘယ်ကိုပြန်ခိုင်းနေအောင် သူလည်းညောင်းနေမှာပေါ့ ဩစေတနာနဲ့ပါ ဟေးပကုံးလေးပြောင်းလာတယ်လာလိုက်တာငါညီလေးငါငယ်ငယ်အတိုင်းပဲ တင်ငယ်ငယ်ကဘယ်ထောင်ကြ တဝေရွှေရတုညီညွတ်မှုဖြင့်ဖြေပြောတဝေရွှေရတုညီညွတ်မှုဖြင့်ဖြေပြောစုပေါင်းရာစုပေါင်းရာမှန်ပါဗျာဒါပေါ့ တိတ်ကိုပြောစရာကောင်းတဲ့ပွဲ မှန်ပါကဲ ကုသိုလ်တွေဖြာနေအောင်ရတယ်ပွဲ မှန်ပါဗျာ ဒီချိန်မှာ
ရလိုက်တဲ့ပီတိခံစားမှုကဘာနဲ့မှလေးလို့မရပါဘူးဗျာ ဟုတ်ကဲ့ဗျာမှန်တာပေါ့ ဖေးတယောက်ထွက်ပြီးတချင်းလေးဆိုလိုက်ကလိုက်ဘေးနာနေကြည့်ပြီးတော့ရတဲ့အပျော် ဟုတ်တယ် ပီတိ ဟုတ်တယ် ဘာနဲ့မှလေးလို့မရပါဘူးခင်ဗျာ ဟုတ်ကဲ့ဗျာမှန်တာပေါ့ ကျွန်တော်တို့အတွက်တိတ်ကိုကုသိုလ်ထူပါတယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါမျိုးကလည်းလုတ်ခွင့်ပြုလုပ်ခွင့်ရအောင်ပါလဲကျွန်တော်တွေပြုလုပ်ခွင့်ရကြ ချိန်ခါ တယ် ဒါပါအချိန်ကားလေးရှိသေးတာဟုတ် ချိန်ခါလေးပါ တပင်အတွက်တန်မိုးထားရမယ်တပင်ဖခင်ကြီးတွေ မှန်တယ် ကာရဝတရားဥထိတ်ထားပြီးတော့အမြဲတမ်းဩဝါဒကာရဝခံယူလေးပါ မှန်တယ် ဟုတ်ကဲ့တန်မိုးရှိပါ တပင်ရွှေရတုညီညွတ်မှုဖြင့်ဖြည့်ပြောင်းတပင်ရွှေရတုညီညွတ်မှုဖြင့်ဖြည့်ပြောင်းစုပေါင်းလာအေးအားစုပေါင်းလာအေးအားမာပါစေစုမတောင်းလို့ရေ လာမယ်ဗျာ ပါတယ်ပါတယ် ပါသေးစုမတောင်းလို့ရေ ဒီနေ့ဖေးမန္တလေးဦးသိန်းစော်ရဲ့တပည့်ရှူရတုပွဲတော်ကြီးကို ဟုတ်ကဲ့ ကြော်ရောက်လာကြတဲ့ဂုံသရေရှိအပိတ်သက်တော်မင်းများမာပါစေစုမတောင်းလို့ရေ ပါသေးစုမတောင်းလို့ရေ အောင်စဘုံမှာစုမပထနာပွားအောင်စဘူးတွေမဟုတ်ဘဲနဲ့အောင်စဘူးဇက်တပင်တစ်ဖွဲလုံးက ဟုတ်ကဲ့ခင်ဗျ လေးစားတမ်းမိုးထားရချစ်ခင်ရတဲ့ဖေးတို့အတွက်စုမပထနာပွားကြည်မြလာတဲ့ကာရဝတရားဟာကမကသူတောင်ရှိကကျွတ်နေပြီ မိုး အဲ့ဒါအောင်စဘူးရှိ ခဏလေးစကားကိုရှေ့ကပိတ်ပြောမယ်ဆိုရကြီးပဲ ဟုတ်တယ်ပိတ်မပြောနဲ့နည်းဖွင့် ပြော ပြော သူပြောတာ ရုပ်ရှင်တွေရိုက်တာများပြီးတော့မင်းသားကတာတိတ်ယုံကြည်မှုမရှိတော့ဘူးဖြစ် အာ ဘာပြူညီလေးကိုကြီး အဲ့ဒါတို့ နောက်ကြမင်းသားပြောင်းလိုက်မယ်အကိုကလိုက်မယ်ဘာမှဖြစ်ဘူး အကို ရုပ်ရှင်ဘက်ကိုအာဝင်စိုက်သွားရင်လည်းသဘောပေးပြီးသွားရင်ကိုယ့်ဘက်ကိုရိုက်တော့ အကိုရုပ်ရှင်ရိုက်တာများပြီးတော့တောင်ရှင်ကျွတ်သွားကျွန်တော်ရုပ်ရှင်ရိုက်တာများတောင်ရှင်ကြီးကျွတ်သွားပြီ တေချင်းဆိုနှခမ်းလောက်ပါတာကိုပြောမဆုံးတော့ မကျေးဇူးများကြီးတင်ပါတယ် ကျေးဇူးတင်ပါတ ခ ယ် ဏလို့ပြောလိုက်တော့ ဘာဖြစ်လို့လဲ တို့မရပါဘူးညီလေးအတွက်ပါပဲတိပါတယ်အဲ့လောက်ကြီးကြတော့လေ ကိုတိတာပေါ့ အောင်စဘူးလေးအတွက် မပါပါဘူးခင်ဗျာအပူသိတ်လို့တာ အပူတိတ်လုံးမှာပေါ့ညီလေးနာနေရတာကို စုတွေရတော့မယ်အကုန်လုံးကရီးနေတယ်သူတို့တငယ်ချင်းလဲ၄ယောက်လဲစီးစီးလုံးနဲ့အခုစုတွေလူနေကြပြီနောက်မှာ ဟောခွဲနေတယ်လို့ဘယ်နဲ့လူနေရမှာ ဝေ လဲ ပေးတယ်လို့စမ်းပါ အမေသူတို့လေးယောက်ဆုံးတော့ကိုကသွားမလားဗောကို့အမြတ်တစ်စိတ်လောက်ပါမလားဝေးဝေးနေဝေးဝေးနေ သူတို့၄ယောက်နေတယ်သူတို့ကသူတို့သူ့အလုံးနဲ့သူပြေးနေတာ ဟုတ်တယ် သူကသူနေရာကွက်တီပဲဒီလေးဦးနှန်းဝင်းဆိုရင်သူကစက်တိတ်က ဟုတ်တယ် စတိတ်ကောင်းဆောင် ဝေါ်ကီတော်ကီတစ်လုံးနဲ့ ဟေး သူကဗျာအလုပ်တွေရလောရလို့ပြောပြနေတာငါဘောင်းပြီးတော့စင်မဆွဲနိုင်ဘူးကွာ ဒါနောက်သွားထားမှာလားကိုကြီးယူလိုက်မှာ ယူလိုက်လေလာမနှစ်တော့စဘောသိန်း2000 မဟုတ်သိန်းနဲ့ဆိုတော့ရှိတော့ဒါလောက်ပတ်စံနေရနေတယ်ဒါလောဘတွေကြီးနေတာရော့ညီတို့ကလည်းထားယူအောင်ထိုင်ကုန်မှာထိုင်ပြီးတော့ အဲရန်တွေ့တယ်အတဲတဲ့ဟာတွေလေ အခုလည်းရန်တွေ့နေတူကောင်းလေအထက်လည်းရန်တွေ့အပြင်လည်းရန်လို့ မတော်ပြီမြင်တော့ လာလာကိုနေကူလာအမေ လာတော့ရိုးရိုးမလား မင်းသားကကျင်နေရလားမြင်းမောက်ညင်နေရ ကျွန်တော်တလားအကိုဒီပွဲမှာကျွန်တော်တို့ကလေအဖေရဲ့ပွဲမှာလေအားလုံးကအမှုပညာရေးအားလုံးဖြောပြီးတင်ဆက်နေအဲ့ဒါကနေအောင်မျက်နှာပြောင်းလဲလူတယောက်ရှိတယ် သူတို့ ဥမော်လို့မှခေါင်းမမြင်ရ သူကပြေးတက်ကိုလေးလာနေတာ ကျေးဇူးများကြီးတင်ပါတယ်အချိန်ကြီးပြီးတော့ကြောက်ရောက်ရှူစားအားပေးကြတဲ့မိသားစုများအတွက်တကယ်ကိုကျေးဇူးများကြီးတင်ပါတယ်မိသားစုများအားလုံးအတွက်ကလည်းတကယ်ကိုကုသိုလ်ပါပဲဖေးဖြစ်ခြင်းနဲ့စန္ဒာလေးကိုကျွန်တော်တို့တွေ
နိုင်တဲ့ပတ်လေးကနေပြီးတော့တရောင်းတနေရာကနေကုညီခွင့်ရတယ် ဟုတ်တယ် အဲ့ဒီအတွက်ပါဝင်ပြီးတော့အားဖြည့်ပေးကြတဲ့နော်ကျွန်တော်အဖွဲ့ကမိသားစုတွေရောအပြင်ကမိသားစုတွေအားလုံးရောပညာရှင်တွေအားလုံးရောကျေးဇူးအများကြီးတင်ပါတယ် ဟုတ်ကဲ့ တကယ်ကိုဖေးကြီးတို့ဆိုတာကျွန်တော်တို့တပင်သမားတွေအတွက်လက်ရှိမှာတန်မိုးဖြတ်လို့မရတဲ့ပညာရှင်ကြီးတွေဖြစ်တော် စံ တယ် ပြပုဂ္ဂိုလ်ကြီး အဲ့ဒီချက်ပိုးပြီးနှွေးထွေးတဲ့စကားလုံးသုံးပြောရရင်တော့ကျွန်တော်တို့အတွက်တန်မိုးဖြတ်မရတဲ့တပင်ဖခင်ကြီးတွေဖြစ်တော်တယ် ဟုတ်ကဲ့ခင်ဗျာ မှန်တယ်ဗျာ ဟုတ်ဗျာ တန်မိုးရှိလိုက်တာ တကယ်ကိုအချိန်ချင်းပီတိဖြစ်ရပါတယ် မှန်တယ် ပြောလို့တော့မကုန်ပါဘူးဗျာ မှ နော် န်တယ်တန်မိုးရှိတဲ့မင်းသားကြီးတွေနဲ့တန်မိုးရှိတဲ့မင်းသားလေးရှိနေတာကို အဲ့ဒီမင်းသားလေးမှာတန်ဖိုးရှိတဲ့လူရှင်တော်တွေလည်းရှိနေတာ မတွေ့တာကြားလို့တင်တယ်ခင်ဗျာတော်တော်ဖားတတ်လာတယ် သုံးပွေရဖြုံးမရ ကျွန်တော်လည်းအဲ့လိုတန်မိုးရှိတဲ့မင်းသားကြီးတွေအဲ့တင်တော့ကျွန်တော်လေ့ကျင့်ထားပြီးသား ဘလို့လေ့ကျင့် အ တာ မေပထမဦးဆုံးအခု250ပြည့် အေး မန်လေးဦးသေးဆိုရင်အဲ့တင်အောင်ရှိသေးတယ် ဘလို့လဲ သူကဒီလိုလေးပန်စီလေးဒီလိုကင်ပြီးတော့ထွက်လာတော့မှ အမေ လဲလဲလဲအဲ့သူ့ပုံစံပဲ ဇမင်းသားလေးသူပါပဲဗျာ ဟော ဒါဦးသိန်းဆိုရင်အဲ့တင်တယောက်ပြအောင်မယ် ရှိချက်တယ်ရှိ ဦး ချ ချ က်တယ် ရဲ့အဲ့တင်ကဒီလိုလေး ဘလို့လဲ သူကနည်းနည်းစမတ်ကြသူကလက်ကလေးကိုသူအိတ်ထဲကိုထိုးပြီးတော့ လမ်းသွားတာလဲဝင်ကြ နောက်ရှိသေးတယ်ဦးမဝေးရကြတော့စမတ်ပုံကြသူက ဘလို့ နောက်ရှိ ဦးနောင်ဝင်းရဲ့လမ်းလျှောက်နေရကြတော့ဒီ ဘလို့လေး ဝေါ်ကီတော်ကီတစ်လုံးကင်ပြီးတော့လေဟေးကောင်းဟေးအကိုဒါသူတို့ရဲ့ပိတ်သက်တွေကိုဖြောပြီးတင်ဆက်တဲ့ idea ဦးသိန်းစောသူ့ကိုခံရပါပါလေမမီလို့လေပြေးရတယ် ဟေးရော တော့ဘွားလူပါကွာ ဝါလို့ကွာ ဟောကားလို့လား ကဲတော်ရအောင်အချိန်လေးလေးရှိသေးရနော်ဒီနေ့တော့ easy ပဲမလား သူတို့က ရဲတဲ့အေးဆေးနေတာ ဘလို့ဒီနေ့အေးစေးတော့ ကျွန်တော်တို့က17နာရီ break time က17နာရီပါအဲ့တော့အခုကတနာရီ15ဖြစ်သွားတော့ တင်းကြရအောင်လေ ကြီးလေးကျွန်တော်တွေကကိုပိုင်ကားတွေနဲ့အကြောင်းမဟုတ်ဘူးဒီမှာမောင်စောတို့ဘာလို့လဲလိုင်းကမရှိပါဘူးပြန်ကန်နေကြတယ် ဩဒါမဲ့အားလုံးကကိုပိုင်ကားတွေနဲ့ကျွန်တော်တယောက်တည်းတက်စီလေးငားပြီးပြန်ရတာ ပြောမသားပြ၄-၅တိလောက်လဲပါနေပြီ ဒါအဝေး 1000နဲ့မရဘူး1000နဲ့မရဘူးတဲ့ဟုတ်လို့တယ်ညီလေးက1000နဲ့မရဘူးလေအဲ့ရဂရမ်900 2000လောက်ကြာတယ် မသိရင်ပြန်ကန်နေကြသူတို့ကဘာနဲ့တူလဲဆိုတိတ်ဆန်ုံနဲ့ဖြန့်လေးနေတွေ့ပြီးပါ ဘလို့တလေးဆောင်လဲ ကဲနေရီလေးဆိုအောင်ဗျာ ကဲဆံမယ်ဗျာတောင်းရှိကြိုးမယ် ဘွေးမကလည်းကြာသွားလို့လားမသိ ဟုတ်ပါပြီမိုးတွေလည်းကမရပါဘူးဒါတော့မိုးတွေရွာနေဝဲမကတာပဲတောက်လျှောက်ပြောနေတော့ ဟိုကျွန်တော်ကလို့ရတယ်ထက်ဘက်တွေမှာကလို့ရတယ်ဒါပေမဲ့ကျွန်တော်လူရှင်တော်တွေမြင်ကတ်လို့မကနဲ့ မကနဲ့လေမကနဲ့တို့ကလည်းဗာမျိုးအိမ်မှာလည်း900ဆိုင်လေးကလည်းရင်းပြုတ်သွားပြီသိသေးပဲ ခွင့်ဆိုင်ရင်းပြုတ် မင်းသာကိုရဆိုင်ရေးပြုတ်တာငါကော်သောရောက်နဲ့ဆိုင်ကမရှိတော့ဘူး မလီအကိုမိုးရင်းပွဲနိုင်ကျွန်တော်ကလည်းအစီအစဉ်ဆွဲထားပြီးသား ဘာလို့လဲ ကျွန်တော်နဲ့စောက်တို့နဲ့ငကနားတွေလိုက်ကစားမှာလာပြီးတော့ တို့တွေမွေးတာမဟုတ်ပါဘူးမင်းသားလည်းမွေးနေပါတယ် ဘာလို့ လူရှင်တော်တွေတော့တောက်ရှိမချိတ်ပေးနိုင်ဘူး ဟိတ်ကောင် အရန်ကကျင်နေတာ ဇာတိရပြတ်ပြလာ ကဲဆံမယ်ဗျာ မင်းနာလား အေးအစပါ ကောင်းတွေလဲ ကောင်းနေလေပူ မဟုတ်ပါဘူး ဟုတ်လား မဟုတ်ပါဘူး အောင် အဲ့ စိုး ဒါ ရဲ့ ကောင်းတွေမဝင်ဖင်နေလဲခံရတာကြောကြားနေပြီနော် အကိုရဲ့ပိတ်သက်တွေလည်းဒီဇယုံကတောင်ဝင်ရှိသူတွေကပြောရဲသလားအကိုတို့တဲ့ဒီမှာကုန်ချစိတ်တွေကိုတပြားမှမပေးပါနဲ့သူတို့သေးလာပေါက်တယ်သေးဖို့ပဲပေးပါ ဒီကော လိန်နာတွေအများကြီး ကဲဆိုပါဦးမမင်းသားဆိုတော့မယ် ရီမိသားစုတွေကလည်းအဲ့လိုပြောရင်ကျင်းနေတယ် ကျင်းတဲ့ညမဟုတ်လေဒီဘက်အိမ်နာမလွတ်လို့ဟိုဘက်အိမ်နာသွားတယ်အကောင်လုံးကလူတွေပြည့်ပဲဒီဘက်တော့ထပ်သွားတယ်ပြည့်နေတာအဲ့နဲ့ဘာလို့ဇယုံပိနာကော့ပန်းနေ ဟိတ်ကောင် မရိုင်းလိုက်တဲ့ကောင်ကွာ မရိုင်းတာ ချစ်လို့စား အောင်စပူရဲ့ အတဲ့ အသေးလေးမှာချစ်နေနေကြအမှန်မှအောင်စပူလေးရဲ့နှလုံးသားထဲမှာဆွေးညီနေကြ တို့ကရ ဒီ ပြီ ကဘာမှာအသေးတွေကထက်ခါရင်ပတ်ချီတာနောက်ကျိုးသွဲတာအစိုးတတ်တိုင်းမမုန်းနဲ့ချမဲအောင်စဘူပါအစိုးတတ်တိုင်းမမုန်းနဲ့ချမဲအောင်စဘူပါအမေက
တားလေးအောင်စမှုရမကတာ2လလောက်ရှိပြီတချင်းနေမေ့ပြီထင်တာမမေ့ဘူးနော် ကျင်းနေကြပြီမလားဒါလေးဆိုရတယ်ကျင်းနေကြပြီမလားပြန်ကြတော့လေ အဲ့ဒါလောက်သချင်း ကျေးဇူးအများကြီးတင်ပါတယ် ရနေလေကိုက ဒီလိုမျိုးမမေ့ပြီးတဲ့အတွက်ကျွန်တော်ကလည်းအမြဲတမ်းနှလုံးသားထဲကနေသတိရနေပါတယ် ဒီလိုအပြောင်းမျိုးတွေနဲ့ပဲလိုက်ကြည့်တာအိမ်နေချန်နေလဲပေါင်ခဲ့ပြီမလား တားလေးအောင်စမှုရချွေးမရွေးတာတိတ်ကိုတော်လို့ ဟောရောရဲ့ ဟာတဲ့ရွာစားကျော်ဝါခေမစိန်မုံလောက်ဟဲ့ လာပြီရ မောင်ရေမင်းသားကျော်လေးအောင်စုဆိုလာရှင် ဟုတ်ပါဗျာ ချစ်စရာလေးကျိုးစားနေမောင်လေး ဟေး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  လာပြီဟောရောရဲ့ ဟေးလက်ခုပ်တန်လေ တချင်းလေးတွေမမေးကြသေးဘူးနေကြီးတချင်းကိုလိုက်ဆိုဖို့ဆိုတာအင်မတန်ခက်တယ်နော် တကယ်သူတို့ကတကယ် တချင်း ကုန် ရ ရ တာနော် တကယ်ရတကယ်ရတာပေါ့ ရရင်ကိုယ့်ဘာကိုဇက်ထောင်ပြီးကိုယ့်ဘာကိုမင်းသမီးကပါလား ဟာ ဘာလို့ ကော ရ င်းမှ နေလို့ ကောင်းမှ ဟမ် ပြည့်တဲ့ရ ဒီ န် တဲ့ကိုချစ်လို့ကသူတို့ကလည်းပွဲလိုက်ကြတာညောင်းတာကိုယ့်ဘာကိုမှကိုယ့်အိမ်မှာရှိတဲ့မောင်နေပဲနေမင်းသားလို့ခိုင်းလိုက်ပြီးအရင်ပြုတ်ကောင်းအေးတော့ အရင်ပြုတ်လဲကိုမိသားစုဘလောက်ရှိရှိကျွန်တော်လှုပ်ကျွေးနိုင်တယ် ဟုတ်တယ်လေသူကအခုဆိုရုပ်ရှင်မင်းသားကြီးတောင်ပြည့်နေပြီကိုကြီးလေးကအောင်မြင်တော့ကိုလည်းအခုနောက်ဆိုရင်မိဝေးတွေပါဖော့ရတော့မှာ အကိုတယုံလုံးကလေအကိုတချင်းကိုလေလိုက်ဆိုပြီးတော့ကျွန်တော်လက်ခံတယ်ကြောဗျာဟိုအမေကြီးရောလိုက်မဆိုခိုင်းပါနဲ့ ဘာဖြစ်လို့လဲ အေးအဖွင့်ကလေအေးနေသူ့မှာပေါင်ကြားရဲ့လက် ဖျားစာယွနေတာဖျားစာယွနေတာ အောင်စမှုရဲ့အသေးသေးမချစ်မိနေတာအမမအောင်စမှုလေးရဲ့နှလုံးသားထဲမှာဆွေးညီနေတာအမမအော်ချစ်စရာမျက်နှာဒီကဘာမှာအလားဆုံးထင်တာအသေးတွေကတစ်ခါတစ်ခါရေပတ်ချီတာနှောင်ချိုးသွဲတာအစိုးတသက်တိုင်းမမုန်းတဲ့ချစ်မဲအောင်စမှုပါအစိုးတသက်တိုင်းမမုန်းတဲ့ချစ်မဲအောင်စမှုပါအမေကနော်ချွေးမလာလာလေးမို့အရန်ကိုချစ်မတိတ်ကိုချစ်မတားလေးအောင်စမှုရချွေးမရွေးတာတိတ်ကိုကြောလုံးနာ ဟေး ကိုအောင်စုရဲ့ကိုအောင်စုရဲ့ကိုလုံးနဲ့ကွာတို့ကိုချစ်တာရုံရမလားကွာနောက်တစ်ချိန်များမမီသွားမှာစိုးချောင်းရ ဂျေးဆိုအောင် ကိုအောင်စုရဲ့ကိုအောင်စုရဲ့ကိုလုံးနဲ့ကွာတို့ကိုချစ်တာရုံရမလားကွာနောက်တစ်ချိန်များမမီသွားမှာစိုးချောင်းရ ခဏလေးပါလွမ်းနေတော့ကိုမိသားစုရဲ့အတန်ကိုကြားကျင်တာကိုအောင်စဘူးရဲ့တကယ်ပြောလားတကယ်ပြောလားဟေးတကယ်ပြောလား စိုးကြောင့်ပါနဲ့ကျင်သူတထိုင်ယာကဲအမားတို့ပဲကလိုက်တော့လားကျွန်တော်တို့သိတော့ ဒါပွဲကြည့်ရင်လည်းသူတို့ကဘာမှအတန်လာစစ် ဆိုနေကြမို့လို့ဒီတချင်းလေးတွေကဒီနေရာမှာဒီလိုလေးဆိုရမှာ
သူတို့ကတီးပြီးသား ဟုတ်တယ် ကောင်မလေးတွေပြန်လိုက်တော့ ဘာဖြစ်လို့တော့ အဲ့ဒီလူအရောက်စီဒီပေါ်တက်ပေးပါ ဟုတ်တယ် မိတ်ကပ်ပြင်မယ်နင်းသမီးအစ်စ်ကလေးတွေ အသက်ကလေးတွေ ဝေစားလိုက်ပါလားအော်ပြေးနေရပဲ မင်းသမီးကငယ်ငယ်လေးတွေကပူဆိုးနေတာဟိုကောင်မလေးတွေလေ60ကျော်90 ဟော60ကျော်ကျော် ဒီအုပ်စုလိုက်တာဇက်ထဲကိုလိုက်ရရင် ဒီမာ မောင်ကြီး ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်မင်းသမီးကျော်လေးကြမ်းကြွေကျင် စမ်းရွှေစင် ဇာတ်ထဲမှာရုပ်ရှင်သရုပ်ဆောင်တွေများပါပြီ သူဟောကျင်းနေတာ ဒီမာ အမောင်ကြီး ကိုအောင်သဘူးချလုံးလုံး အဲ့ဒါထွက်ကန်ကန်မှာ အဲ့လိုမြဝေးပြီးတော့ မ လား ဟုတ်ငါတို့ကနောက်နှစ်အတွက်စာချုပ်ချုပ်ပြီးပြီဟဲ့ အလဲမိုက်တယ်ကွာဒါကြောင့်မလို့အဲ့ကောင်မလေးကလက်ဆက်တဲ့အတွက်ဂျင်းစော့နေတာဟုတ် तू ဂျင်းစော့နေတာ तू ဂျင်းစော့ပြီးအဲ့ဒါရှမ်းကုန်းမိရိုက်တော့မှာ ဟောအကြီးတဲ့ကြက်သမားနဲ့လာတူ ဖဲသမား ဟုတ်ပြီဖဲသမား ကိုအောင်သဘူးချလုံးလုံး မောင်ကြီး ဟာရီရလေ ဘာပြင်းနေအောင်မသိ မဟုတ်ဘူးနှစ်သက်ပြောင်းသွားပြီတစ်မျိုးပြောင်းမယ် အဲ့ဟုတ်တယ် ဟာရီရ အင်း မော်ဒယ်မင်းသားကျော်လေးရုပ်ရှင်မင်းသားကျော်လေးအောင်သဘူးလေးချလုံးလုံး ညီလေးအကို ဒါဆိုရင်တော့တေးကြတယ် ဟုတ်လား ငါဘာဝယ်ပေးရတော့မလဲမသိဘူး ညီလေးအကိုလိုပဲသူ့ကိုပြောလို့ရမလားတို့မောင်မနေဒီနေ့တော်တော်ဖားတက်လာနော် ဟုတ်တယ် မဟုတ်ပါဘူး ဖြိုးဖြိုးနဲ့နေတာများသွားလို့ ဒီဟာဒီလိုပဲ အတူတူမနေပါဘူးဗျာ နှစ်ပါးသွားဆိုတာညီလေးဒီလိုပဲကို့လင်ကိုတော့ထင်းရတာပဲနော်ငါမိမငါတော့ထင်းတယ်မင်းနဲ့ ဟုတ်တယ်အခန်းကတိတ်မကွာဘူးလေ ယူနိုကီ ဒီမာ အေးဝါလို့အတန်တွေကကြီးနေကြတာ ကိုအောင်သဘူးချလုံးလုံး ဒါမျိုးဆိုရှေ့ကပြော ဟာရီရလေအောင်သဘူးလေးချလုံးလုံး စူပါဘော ကဲဆိုလိုက်ငါဆို ခဏဒီမလေးမျက်လုံးကဘာတွေပေးနေလဲ မမတော့ ဟမ်အော်ဒီမျက်ကမှန်တက်တာမသိပါဘူးနေမျက်လုံးဘာတွေပေးနေရလဲလို့ မမရစီလား အကူကမြက်ကမှလူတိုင်းတော်တော်လေး ဟုတ်တယ် ဟုတ်သူများဓာတ်တွေတက်တာဟုတ်တယ်ငါလည်းမတွေ့တယ်မို့ညီးကြမှာဘာလို့တကူလုံးမဲနေမကျမဲတူးနေ ညီလေးကလည်းသူ့ကိုပဲအပြစ်တင်နေတယ်ကျန်တဲ့လူတွေကကလေးကိုမပြောပါနဲ့ကိုရကလေးကိုပြောကိုရစိတ်မချမ်းသာအောင်ကလေးပြောမခံနဲ့ သူတို့သားဖားရ သူ လို့ ရေအင်းချင်းသူ အင်းကြီးတို့ကငါအမေလားအမေလိုက်လာလား အကုန်မင်းတို့ ဒီမာ ကောင်းလိုက်တော့အတန်လေးကိုချိုးတော့ ကိုအောင်သဘူးချလုံးလုံး ငါ့အောင်မမြင်ဘူးလား ဆွဲဆောင်မှုရှိ ဒီစမှာ ဟာရီရလေ ဟင်း ကိုအောင်သဘူးလေးချလုံးလုံး မယုံရင်ချမယုံပါဘူး အောင်ရဲ့ ကွာတဲ့ကဲဒီတချင်းလေးကရောစားကျော်ဝါကဲမှာစိန်မုံလုံးကရေးဆက်တီးကုန်ပေးတာဖြစ်ပါတယ်ခင်ဗျာညီလေးဖြစ်ပါတယ် ညီလေးမနေ့ကျရင်လေညီလေးရဲ့ဒါကိုမိဘလိုပဲညာကြီးကိုပို့ပေးလိုက်နှစ်ဆ ဘာဖြစ်လို့ သူကရှေ့တရားညီလေးတို့တီးနေပြန်တော့ခါစားဒီလို ကိုစဘူးချောလုံးလို့ ဟုတ်ပြီ တကယ်တော့တင်စားတာ ဟုတ်တယ် တင်စားတာတကယ်တော့ကျွန်တော်ကချိုးတာမဟုတ်ပါဘူး ဘယ်လိုဖြစ်တာတော့ ချစ်ဖို့ကောင်းတာပါ ငါညီလေးကချစ်ဖို့ကောင်းတဲ့ပြိုးပြိုးညီကိုနေရမင်းကတတ်ပေတာနော် အကို ဘူးချိုးတွေပြစ်ကုန်မယ် အဲ့လိုဆိုလိုက်အကိုတမစင်ပြက်တယ်ပြင်မှာကိုင်းအဲ့လိုမဟုတ်ပါဘူး ဘယ်လိုတော့ အောင်စဘူးလေးချွတ်လို့ဆိုဟိုနေရာလေးကြံခဲ့တယ်တောင်ရှည်လျှော်တဲ့နေရာလေး မင်းလည်းဖားတက်လာတယ်နော် ဟာ3ယောက်ရှိပါ3ယောက်ဘာပြုတ်ဖားတယ် လောက်ဖိုင်းနဲ့မိုးလင်းအောင် အဲ့ဒါတော့ဟုတ်တယ် နောက်တညကြံသေးတယ် လေးမစီတို့မိုးလင်းလည်းကိစ္စမရှိဘူးနော်မိုးလင်းသွားမနေ့ကျရင်ပြန်အိတ်နော်ခဏအိတ်ပြီးတော့ပြန်ပွဲပြန်လာခဲ့နောက်တစ်ညရှိသေးတယ်နော် ကောင်းတော့ကောင်းပါတယ်တဲ့လမ်းစဉ်မရှိတာနဲ့တဲ့ အဲ့လိုကလုံးလို့မရဘူးဒါမန္တလေးဦးသိန်း ထူးကြတယ်နော် ဖြည်းဖြည်းပြောဖြည်းဖြည်းပြော မန္တလေးဦးသုံးတော်ဖြစ်တယ် ဦးသိန်း ဖေးကြီးကိုဖြိုးဖြိုးကိုဖြိုးဖြိုး အဖေသားမဟုတ်ဘူးဒါသူတို့ကစက်တက်ပိုင်စက်တက်သွားတာ ဩ ဒါသူတို့ စတိုက်ပိုင်စတက်ကိုအဲ့စလုံးပေါင်းပြန် တက်
က်တယ်မပြောချင်လို့ ဟုတ်ဗျာ ညီလေးကလည်းလွတ်လွတ်လေးရဲ့ SCING step by step ပိုင်းတော့ကွာ သူတို့ညီကို၄ယောက်နဲ့တင်ဒါသူတို့ကတချင်းလေးတွေဆိုလိုက် ဟုတ်တယ် ဟဲအဲ့ဒါဒီမှာမို့လို့ ဟဲ့လား အပြင်မှာ ဖိုးနေကြတာ မဟုတ်လေကြားထိုးရင်းနဲ့ကစားကြတာ ကိုစမှုချောလို့လို့ ဟုတ်ပါပြီ မယုံရချမယုံပါဘူးကွာတဲ့ ကဲစားကြမယ်ဗျာ ရွာသားကျော် ဟောခင်မစိတ်မလုံးနဲ့ဟဲ့လား ဟေး အောင်စမလေးနဲ့ဆွေးဆွေးလေးနဲ့ဘေးမြန်တို့ခင်စုပ်ကိုလေးဆိုလား ဟုတ်ရပါဗျာ ဟဲ့ မရဘူးလားဗျာ ဟဲ့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 လာပြီ ကြာလေးလောက်မယ်ကြာလေးလောက်မယ် ဟေးကြောက်ကြမယ်မလေးတော့တာလေ အမလေးချစ်စရာကောင်းလိုက်တာ ကောင်းလိုက်တာ မချောဘူးလားဗျာ ချောတာပေါ့ မလာဘူးလားဗျာ လာပေါ့ ငါပြောပါ ကောင်းလိုက်တာချောလိုက်တာချစ်ဖို့ကောင်းလိုက်တာချစ်စရာကောင်းလိုက်တာအတင်းလုံးလေးဘလို့ပူတူလေးလုံးလေး မောင်လေးပိုလေးလာတယ်မောင်လေးရဲ့အရင်က ကိုကဂျင်းဆော့ထားတာပဲဟာ ဟုတ်တယ်ဂျင်းစားပြီခုမှညီး ဟုတ်လေမောင်လေးရဲ့ပိုးလေးလာတော့ထမ်းတာပြီးတော့ဘယ်နေရာလေးနေအောင် ဩ အော် ခေါင်းပေါက်ခေါင်းပေါက် ညီလေးကဂျင်းစားတာညီလေးကဂျင်းစားတော့ပေါင်လေးကြီးတော့ပုံလေးကြီးတော့ တောင်းရှိတောင်းရှိ ညီလေးကိုလည်းဖားတက်လာတာလားလား အာဖားပြန်ပြီဟာဖားလိုက်လား ပြောနေကြတာအလုံးကပြောတာ ဟုတ်တယ် ဒီလုံးစတိုက်ကြတဲ့ကပြောတာ ပြောတာဗော တကယ်ဖေးဦးသိန်းစောရဲ့ဖေးဦးသိန်းစောရဲ့ပွဲအကြောင်းပြုပြီးတော့အလုံးက ဟုတ်တယ် စုံကြတယ် နဲ့ဆုံကြရတယ် ဖေးဦးသိန်းစော မမ နော်ဖေးချမ်း ဖေးချမ်း ဖေးဦးမိုးဝင်းလီလီဦးနဝင်း ဟုတ်တယ် တကယ်ကိုချစ်ဖို့ကောင်းတယ်ဗျာ ဟုတ်ကဲ့ လေးလာစရာတင်ယူစရာတွေအများကြီးရ ဟုတ်တယ် ဤနဲ့နေတရာတွေခံယူပြီးတော့နော် ဟုတ်တယ် တကယ်ကိုဝမ်းသာတယ် ဟုတ်တယ် ဟုတ်တယ်တကယ်ပီတိဖြစ်ရပါ ဘေးဥမုံနဲ့သူကတယောက်တစ်မျိုးစီဘေးဥမုံနဲ့တွင်ဘေးဥမုံကတရားဟောတယ် อืม သူတို့လူတွေစုံပြီးဆိုသူတို့အတိုင်းထိုင်နားထောင်ရတယ်ဘေးဥချမ်းသာနဲ့တွင်လည်းတစ်မျိုးပြောတယ်လေးလေးဦးနိုင်မှုနဲ့တွင်အော်ပရာကျောင်းတွေပြောတယ်လေးလေးဦးသိန်းဆိုကြတော့သူကအရင်တော့အကျောင်းတွေပြန်ပြောတယ်မင်းကြီးနားထောင်လို့ကောင်းနေတာပဲဒါပေမဲ့သူတို့၄ယောက်ကြတော့လည်းမတည့်ဘူး ဟုတ်လေဟုတ်လေတယောက်နဲ့တယောက်ညှိလို့မရတာဗောတချစ်ဆိုတာလေးတွေပြောတာပါ ချစ်လို့ရံပြစ်တယ်ဆိုတာချစ်လို့ ဟုတ်တယ် ဟုတ်တယ် ရံပြစ်တယ်ရှောက်ပြီးရှောက်ပြောလူကြီးတွေကိုအပြင်းမိသားစုတွေကြားစိတ်မကောင်းဖြစ်အောင်ပဲ မယုံဖြစ်နေဦးမယ် တကယ်တော့ဘာမို့တယောက်နဲ့တယောက်ကအဲ့လိုမျိုး စတာစတာ အရင်ချစ်ကြတာ ဟုတ်တယ် အရင်ချစ်တာကျွန်တော်ဆိုလဲကိုပြုတ်ပြုတ်အရင်ချစ် ဟာ ဘလောက်ချစ်တယ်လဲဆိုရင်အခုချိန်ထိတကယ် ကားဘူးလည်းမပေးဘူး အခုချိန်ထိစကားပြောရင်ဖြတ်မပြောနဲ့ကြီးကြီးလေး အော် ဘလောက်ချစ်တယ်လဲဆိုကျွန်တော်ဒီချိန်ထိမျက်နှာဘူးမကြည့်ချင်တာ အဲ့လောက်ချစ် တတ်တာအိတ်ချိန်တန်ပြီ သူချစ်တာတစ်မျိုးနော် မဟုတ်ဘူးလေမျက်နှာကြည့်ကျင်တယ်လေဒီမျက်နှာလေးကိုကြည့်ကျင်တာဘလောက်ဘလောက်လုံးဝဟန်ဆန်ဖြစ်နေလဲဆို ကြည့်စမ်း ဟန်ဆန်ပေါင်းပြန် ပြန်မေးရရ ဟမ်ဆန်ဆိုတာဒင်းဆန်တဲ့ညီကိုလေ ကဲလမ်းဖဲဒါငွေမူရေးတွေကအရင်လုံး လူမှုရေးနေမငွေမှုရေး ဟာငွေပဲမြင်တာပဲ ရရမိုင်းမင်းသားကိုချလိုက်ကျွန်တော်တို့က30ရာရှိတယ် ကျေးဇူးပါ ကျေးဇူးပါတယ် ကဲစိုင်းသမားတွေ ဩဒါကကျွန်တော်တို့ဝါယာလက်ရွှေစင်သက်ရွှေဆိုင်က ဟုတ်ကဲ့ ကျေးဇူးပါ ကျေးဇူးအများကြီးတင်ပါတယ် ပါတယ် နော်ဘာပဲဖြစ်ဖြစ်အခုလိုမျိုးမင်းသားလေးကိုစုတွေချကြတာ ဟုတ်တယ် နော်ကျေးဇူးတင်တယ်ကျွန်တော်တို့ဟိုလွမ်းနေရတာ ဟုတ်ပါတယ် ပွဲကင်းကိုလွမ်းတော့လေဒီအချိန်ထဲမှာနှစ်ပါးသွားလေးနဲ့နော် စားလိုက်နောက်လိုက်နဲ့ပြေးတတ်တယ်လေဒါဟုတ်လား ပြေးတော့ပြေးရတယ် တော့ပြေးရတယ် ကျွန်တော်တို့ ပြေးတော့လည်းပြေးရတယ် ဒီလိုမျိုးစက်ရုံကြီးတွေမှာကျွန်တော်တို့ဟိုတစ်လတစ်ခါတို့နှစ်လတစ်ခါတို့ကကြင်ပါတယ် ဟုတ်တယ်အဲ့ဆိုရင်ကျွန်တော်တို့အပြင်လျှောက်ကားကြမလို့တော့ ကဲအခြေအနေလေးရှိတော့ကကြရအောင်ဗျာ ကပေါ့ ကျွန်တော်ဒီပွဲမှာဖေကြီးရဲ့တခြင်းလေးတွေကိုဦးစားပေးပြီးတော့ကျွန်တော်ဖေကြီးရဲ့မိသားစုများအတွက်အလွမ်းပြေတင်ဆက်ပေးခြင်းပါတယ် ဂုံပြူတီးသွားလေးတွေပေါ့ အမားပါရင်လည်းခွင့်လို့ပါ ဟုတ်ပါတယ်စားကြမယ် โอเค ခဏလေးပါလက်ခံပေးလိုက်ပါ thank you ပါမဲချမ်းသာတယ်ဗျပရဒီနန်နေစိုက်လာတာကြာ အာတတိလို့
ကောင်းမှာပရက်တီနဲ့နေစိုက်လာတာလူတိုင်းမစိုက်နိုင်ဘူး သပင်းဖြူတာ ဟဲ့ကောင်အဲ့စတိုင် မသိဘူးရွှေပြူတွေစိုက်လာတာ စတိုင် စတိုင်ဆေးဆိုးလာ ကျေးဇူးတင်ပါတယ် ထီကယုံမွာလေးရဲ့ ဟေးဟေး ဘီဟိုတို့တော်တဲ့ ဟေးဟေး လက်ဖြာလေးကယုံလေးပါကွယ် မှန်ပါဗျာ ရှက်သွေးဆူဆူပါမို့မို့စတော်ဘယ်ရီချေ ဟေး အစ်စ်ကလေးတစ်ချင်းတစ်ကလေး လာလိုက်ရ ထီကယုံမလေးဆိုဘာအိဗယ်ပြော ထီကယုံ ထီကယုံဆိုတာဘာအိ ဒီ ဗယ် ကဘလို့အဓိပ္ပာယ်လေးတော့ ထီကယုံဘာလဲမကရဲတွေဘာပြောနေ အေးထီကယုံဆိုတာလေတွန်းလိုက်ရင်တွန်းသွားတာလေ ချစ်သူကိုဘယ်သူနဲ့ဘာနဲ့တင်စားတာ ခင်ဗျားတို့မေးလေးမေးသေးတယ်မေးလေးမေးသေးတယ်ကျွန်တော်ပြောနေစကားနားထောင်လေ ချစ်မသိလို့နားထောင်မယ်ချစ်သူကိုဘာလို့ထီကယုံနဲ့တင်စားတာအဲ့ဒါမသိလို့ဘေဘီ အဲ့ဒါမေးတာ ရှိစားမထားဘူး ဒါကလေးကြီးတွေကအခုမှစင်ကနေ သူကကြီးတမ်းမတော်မိမတန်းယူတာ စကွန်မြောင်နဲ့အေးစင်နေတာဟုတ်ပါအေးစင်နေဘာဖြစ်နော် ကိုချစ်ရတဲ့သူကိုတိတ်တန်မိုးထားလို့မတီးရမကန်ရက်နဲ့တိတ်ချစ်ရင်တန်မိုးထားရတယ် ဩအဲ့ဒီလေးလူ ဟယ်လို နောက်နဲ့ ဟုတ်တယ်လေဟုတ်တယ်အခုမှသဘောပေါက်တယ်ကိုချစ်သူကိုကိုကလေမထီးရမကန်ရက်နဲ့ ထီကယုံပင်လေးတွေသိလား သိတယ်သိတယ် ထီကယုံပင်လေးကိုဒီလိုလေးတို့လိုက်ရင်ဘာဖြစ်လဲ အေးဝါ အေးအချစ်ဆိုတာအဲ့လိုပဲ ညီလေးချစ်ပြီဆိုတွေကမထီးရမကန်ရက်တော့မလုံးနိုင် ဟုတ်တယ် ဘာတော့ ဒီလေ ချစ်ပြီဆိုတွေကတော့ထီးမှကန်မှရမှာလေ ဟိုလိုအချိန်ဆိုပိုးစိုးသေးတယ်ဘလတိုင်းတွေ ကျွန်တော်ကတော့ဒီသချင်းလေးအတိုင်းပဲ ဟာ ကျွန်တော် အာအေးကျွန် ကျွန် တော် တော် စုချလို့ကျင်တာ အမို့လောင်းဒီဘုံပြဘယ်တွေရောက်ကြလဲစကားတွေက အေးလေ ကျွန်တော်ထားမဲ့ရီးစားကြရကျွန်တော်ကဒီသချင်းလေးတိုင်းပဲမထိရဘူး ဩသူလက်မပါဘူးလား တန်မိုးထားတာဟုတ်ကိုချစ်တဲ့သူကိုတန်မိုးထား သိသွားပြီညီလေးချစ်တဲ့လူကိုမထီးရမကန်ရက်ဆိုရဲ ဘာလဲလူရှင်တော်ပြည့်နေလက်မပါဘူးလား မဟုတ်လေသူချစ်သူကိုမထီးရမကန်ရက်ဆိုကြတဲ့ကဒါကသူချစ်သူကအရန်နူး တန်မိုးထားတာကျွန်တော်တို့ရဲ့မြမထုံးတဲ့အစင်လာတွေမှာ အင်း ရှိတယ်ကိုချစ်တဲ့သူကိုသုံးနှစ်သုံးပုံစောင့်စားပြီးမှယူကြတယ် ဟုတ်တယ်စုယူလိုက်အောင်ညီလေးကလည်း3နှစ်3မိုးဆောင်ပြီးယူလိုက်အောင် ဟုတ်တယ်အကိုတို့ကလည်း2000လုံးနဲ့စုပ်ကြတယ် ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာကိုချစ်တဲ့သူကိုမထီးရမကန်ရထီကယုံလေးလိုမျိုးထီကယုံလေးလိုမထီးရမကန်ရလေးဖြစ်တာသူ့ရဲ့ချစ်တဲ့သူကလည်းအဲ့လိုမျိုးလေဒါမင်းသားမှန်တယ်ညီလေးမှန်တယ် ဒါကြောင့်မို့ဒီသချင်းလေးတိုင်းပဲဒီကယုံဝါလေးရဲ့ ဟေးဟေး ဘီဟိုတို့တော်တဲ့လက်ဖြာလေးကယုံလေးပါကွယ်ရှက်သွေးမမဘာမစတော်ဘယ်ရီချေအမိုင်း ဒီကယုံပါလေဒီကယုံပါလေဒီကယုံပါလေစမ်းရွှေကိုချစ်သူကိုဆို ဟုတ်ဘောင်လေးကိုမမြင်ဘူးလို့လားအမလေပြန်လို့ကြည့်နေပြီ ကိုယ့်ကိုကပ်ပြချင်ရမှာ ဒါမှမဟုတ်ဘာနဲ့တောင်းမလို့လဲ ဟိုလျှက်တစ်ပြက်ဆိုဘာလို့မှမသိ အဲ့လိုမလုပ်ပါဘူးလေလျှက်တစ်ပြက်ရဲချက်ကလျှက်တစ်ပြက်ရိုက်ချလိုက်ရမှာ အမေ ဘယ်လိုပဲဖြစ်ဖြစ်ဖြတ်တယ်ဖြတ် ဟာ ကပ်ပြီးရောလား ရှင်မငါမင်းကိုလက်ခံသွားပြီ ဘာလို့တော့ စမ်းရွှေနေတာမကဲ ဒီဇက်ကမကတော့ ဘာဖြစ်လို့ ဘာလို့တော့ဘာလို့တော့ အမရရ အဲ့လိုမလုပ် ရွှေစရာစားတာလေဘာ မိသားစုလေ ဟုတ်လေ ကိုမ စ စား စကြမလို့ ကိုမစားတာ အလုံးလုံးနေတာလေ ကိုမ ခင်ဗျာကျွန်တော်ရှေ့မှာဘာဖြစ်တာပြော ဒါဘာဖြစ်တာ ဒီလေးရှင်းမှလည်းပြောမှာအလုံးလုံးနေရလေ ဟုတ်လေ ဘာဖြစ်လို့လဲ တန်မိုးဆိုတာရှိတယ်ထွက်ကန်ကန်တာအမေကဝင်လာရော ဖက်ကန်ကန်တော့ဝင်လာ အကိုဒီတပုတ်ပြီးလို့ရှိရင်လေ ငါပြက်လုံးရှောသွား ကျေးဇူးရ ကြီး ည် နဲ့ကျေးဇူးတင်ပါတယ်နော်အတင်းနဲ့ကြစ်ကြစ်မလို့ အကို ဒါကြောင့်မို့ ဓာတ်ပုံကရိုက်ပေးရသေးတယ် အကိုဖုန်းစုချတာဖုန်းစုချတာ ကျွန်တော်ဒီတပုတ်ပြီးလို့ရှိရင်ကျွန်တော်နားပါတော့မယ် အမေ ဘာဖြစ်လဲဆိုတော့ အမေဟာကြီးကဘယ်လိုကြီးလဲမသိခဏလေးရပြီရိုက်မယ်မလီ တိုင်မင်ခေါ်ပေးလိုက်ဦး ဒီရေတောင်ဒီလောက်ဖြစ်နေ ဟဲလူ ငယ်ငယ်တော့လည်းဘယ်လောက်လှလိုက်မလဲစကားကိုလည်းဆုံးအောင်နားမထောင် အဲ့ဒါစမ်းထားတဲ့ရွယ် ဟုတ်လားစမ်းထားရဆိုဘယ်လိုလဲ မဟုတ်ပါဘူးသူမကင်မနိုင်လို့စမ်းပြီးတော့ထားရတဲ့ရွယ် ဒါကြောင့်မို့ကိုချစ်တဲ့သူကိုတန်မိုးထားရမယ်ကိုချစ်တဲ့သူကိုတန်မိုးမထားမနဲ့ရမတ်တင်လွန်ကျူးနေရင် ဟာဘာဖြစ်လဲ တချင်းလေးကဒီလို ဘယ်လိုလေး ဘလို့များလို့ဗျ ချစ်သူဘဝ ရနိုးစီရလေး ရမတ်လိုကျူးရင်ခွေဘလူးကြီးဖြစ်တတ်တယ်အစွေကြီးနဲ့ကြောက်
ဖို့ကောင်းပါလေမရှိ ဘာ လို့ ပဲမင်းဘာဟုတ်တာလဲ ဒီမှာမင်းသားကမဟုတ် तू ကဒါပြပြောင်းနေတာမရှိလို့ဘာ ချစ်သူဘဝမှာထိမ့်သိမ့်သိမ့်သိမ့်နဲ့ချစ်ကြရမယ် ဟုတ်တယ်လေ ဒါမှမဟုတ်ဖင်းနဲ့ရမက်လွန်ကျူးရင် ဘာဖြစ်လဲ ခမရတို့တွေဘလူးကြီးဖြစ်တတ်တယ် အော်ဘလူးကြီးတော့ဖြစ်ချင်ဦးသွေးစုပ်ဖုတ်လောက်ပဲဖြစ်ချင်တာ အကိုချစ်တဲ့လူကိုတန်ဖိုးထားရမှာလား ဟုတ်ပါ အဲ့ဆိုကျွန်တော်ပြီးရင်နားခိုင်းလိုက်တော့ နောက်ဆုံးလို့ မလက်ပြန်ကြရင်ဟိုမင်းနဲ့ကျွန်တော်အန်နဗာစီရှိ ဟဲ့လေ အန်ဒါဘာစီတော့ အနာဘာစတို ဘာတွေပြောမှန်း ဘာ မ အ သိ နာဘာစတို အန်ဒါဘာ ဘာတွေပြောနေမလဲမသိဘူး တကယ်တော့ချစ်တဲ့သူကိုတန်မိုးထားရင်အမြင့်ကိုရောက်စေခြင်းရတယ် ဟုတ်တယ် အမြင့်ကိုရောက်စေခြင်းလားချစ်တဲ့သူကို ရောက်စေခြင်းနဲ့ ထုတ်တမ်းမှာခြိထားလိုက်လေ အကိုပြောသလိုပဲဟိုကိုချစ်တဲ့သူတန်ဖိုးထားရတယ်တဲ့ကျွန်တော်ကကိုချစ်တဲ့သူမလေးမထီးရမကိုင်းရနဲ့တန်ဖိုးထားလိုက်တာမိုးတွေတက်ပြီးတော့လေလာရလန်းကိုကျွန်တော်ပြန်ထိုးထည့်ပလိုက် စာသားလေးတေချာနာတော့ သိချင်တော့ သိချပြောပြ တိတ်ကိုတန်မိုးရှိတဲ့သချင်းလေးတွေအလူရွှာလေးတွေနဲ့တိတ်ကိုလေးနဲ့တယ် သိချတော့ ချစ်သူဘဝထိမ့်သိမ့်တာညနူးစရာကွယ်ရမလူကျူးရင်ကွယ်ဘလူးကြီးဖြစ်တတ်တယ်အစွဲရည်နဲ့ကြောက်ဖို့ကောင်းပါလေ ဟေးမနေ အပြိုစင်ညဖို့မင်္ဂလာဦးညတို့ချစ်စီဝဲသဘောရှိုးနဲ့တင်ပြလေတမျိုးတည်စီခြင်းကိုကွယ်ဒီရောမလေးရဲ့ဘလူးကြီးဖြစ်မှာကြောက်ပါလေအပြိုစင်ညဖို့မင်္ဂလာဦးညတို့ချစ်စီဝဲသဘောရှိုးနဲ့တင်ပြလေတမျိုးတည်စီခြင်းကိုကွယ်ဒီရောမလေးရဲ့ဘလူးကြီးဖြစ်မှာကြောက်ပါလေထိမ့်သိမ့်သိမ့်သိမ့်ချစ်ကြဖို့စိတ်ခေါ်တယ်ထိမ့်သိမ့်သိမ့်သိမ့်ချစ်ကြဖို့စိတ်ခေါ်တယ်အိမ်ရွှေရှိမလေးရဲ့အိမ်ရွှေရှိမလေးရဲ့လက်ပြလေးကံယူလေးပါကွယ်လက်ပြလေးကံယူလေးပါကွယ်မေပြလို့ကြီး ဟေး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  ဟေး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 ဟ
ချစ်ကြဖို့စိတ်ခေါ်တယ်တိတ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 ်ချစ်ကြဖို့စိတ်ခေါ်တယ်အိန္ဒြေရှင်မလေးရဲ့အိန္ဒြေရှင်မလေးရဲ့လက်ပြားလေးကြိုင်ရောလေးလာပဲလက်ပြားလေးကြိုင်ရောလေးလာပဲစုဖို့ဟေးဟာဟေးဆွေပွေပွေအမလေးချစ်စရာကောင်းလိုက်တာအောင်စုဘူးလေး တိတ်ကိုတမိုးရှိတဲ့တချင်းလေးဖြစ်ပါတယ် မနဲ့ ပြီးသွားပြီ ဩကြည်စံအောင်စုဘူးလေးကိုချစ်လို့လာကြတာ ဟုတ်ပါ ဟုတ်တယ် တရားပွဲဆိုရင်သောတာပန်နေဖြစ်လောက်ကြပြီ ဟောလူကြီးတွေ အလကားချတာပါကြိတ်ကျိုးပါနဲ့ တချင်းထဲမှာချစ်စိတ်များသွားရင်ဘလူးနဲ့တူတယ် အဲ ဘလူးမြင်ဘူးလား မှန်တယ်ဘလူးလေ ဘလူးမြင်ဘူးလားဒီမှာဘလူးပြမယ်အခုဘလူးလောက်ပြလိုက်အာတေကြီးကိုနေရစိန်နဲ့တူနေ အဲ့ဒါစင်ကြီးဟာ လက်ဆက်သက်တော့ဘလူးလောက်တဲ့လူကြီးပဲ အကူဆိုရတဲ့အထဲမှာဟိုသစာသားလေးအရမ်းမိုက်တယ် ဟိုကလေ သာသာ ဦးစာသားလေးလေ ဘယ်နေရတော့ ဘလူးကြီးကြောက်ဖို့ကောင်းပါတယ် ကြောက်ဖို့ကောင်းတယ်အရင်ကြောက် ကြောက်ဖို့ကောင်းတာ ကဲဒီကြကျတော့ကျွန်တော်တချင်းလေးနဲ့ကျွန်တော်တချင်းလေးလည်းမိသားစုကြီးအားလုံးနားဆင်လို့ရအောင်တချင်းလေးတစ်ပုဒ်တော့ဆက်ဆိုအောင်လာ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  ဘယ်တော့မှများဆိုခြင်းနေလဲမသိဘူးအဲ့ဒါကိုသူတို့ကဂရင်းတွေ့နေတာ လားကျင်နေကြ ကိုယူ လာ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  လာ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  လာ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  လေးတာဟောဘာကြီးလဲမသိ တနခါတုံးနေ ဟောကိုတဲမလား တနခါတုံးနေ တဲမကြည့်နဲ့ ကျွန်တော်ပေးသေးရတာလေးတယ်တဲ့
သူ့သာပေးကြည့်ပါလားစံတိတ်လေကောင်းမို့ရက်တော့မယ်လူ အမေရွက်စရာမလိုတော့ ဒါကိုပေးတာလေသူ့တော့သူ့ပေးတာကိုပေးတာမဟုတ်ဘူး အေး ကိုကတည်ချင်းတည် ရ ရော န်တွေ့တာကြည့်အောင်အေးချစ်စရာလေးတရုပ်သေးရဲလေးနဲ့တွေ့တယ် ကျေးဇူးများကြီးတင်ပါတယ် ဒါလေးယူအောင် ဘဲဟုတ်ဒါလေးယူတော့လေတွေ့တယ်လူကောက်ပေး ဘာတွေပေးနေတာ တွေ့တယ်လူကို အောင်စပူလေးကတော့ ကောက်ရလား ချီရချီရလားအောင်စပူကပီးရင်လက်ကုတ်တီမလားဘူးမပြေအောင်ပါပါလားဒါဆိုလာ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  လာ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  လာ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  လာ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  လာ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  လာ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 အလေစကန်နဲ့နေ ကျွန်တော်တို့တွေမလားတာ2လလောက်ရှိပြီနော် နလားမကတော့ညီလေးရဲ့ ဟုတ်တယ် ကြာနေပြီဟိုးဘောပြိသက်တွေစင်ပြေလားပြေလဲကြည့်မပြေလဲကြည့်အဲ့ဒီမှာ အဲ့ဒီအပေါ်ကနည်းနည်းဝေးတယ်အောက်ကိုဖုံးကြပြီးကြည့်ပါလား ခဏလေးပါနော် နားလေး please ပါ please come in Okay please come in ဆိုတော့ပြန်มาပြန်มา လာအောင် English လို့မသိလို့က sorry baby ပြန်တော့ပြန်သူပဲအညို့ပြန်ယူလိုက်ပြန်တော့နိုင်တယ်အဲ့သူကတောက်ရှင်အမြင်နဲ့ကျွတ်တယ်နော် အဲ့ဒါအောင်စပူလေ ကြောင်ကြိုက်မလို့ ကြောင်ကြိုက်မလို့ ဒါပြိသက် အဲ့ဒါမင်းသားကြောင်ကြိုက်ပြီဆိုတော့ဒါမင်းသမီးတွေလှုပ်ပိတ်ပြီ ဘာသာလို့ ဟာသူတယောက်တည်းကမယ်အလဲမပေးတော့ဘူး စကားကိုရှုပ်မပြောနဲ့ ရှင်း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  ဒါသူကသူပြိသက်ကိုလွမ်းနေတာ ဟုတ်တယ် မကားတဲ့လားတွေကလည်းများပြီ ဟုတ်တယ် ရုပ်ရှင်တွေပဲရိုက်နေရတာဆိုတော့နော်ရုပ်ရှင်ရိုက်လိုက်ကြော်ညာရိုက်လိုက်ပွဲတက်လိုက်အကျော်ရောင်းလိုက် ဟာဘယ်ကြောရောက် ညီလေးအခုအဆောင်ပြောနေရတာ တနိုင်ငံလုံးအလုပ်လေသူ့အလုပ်ကြီးပဲ ကျွန်တော်တို့မင်းသားမှာထားပါတယ်ပွဲဒီပွဲကိုရောက်ရင်ဆိုရင်တဲ့အဖေကြီးတွေကိုပန့်ပိုးတဲ့အနေနဲ့ပင်မန်းနေတော့မှအမြဲတမ်းပြုံးပါဟုတ်တယ်ကျွန်တော်တို့တင်မဟုတ်ဘူး तू ကတောင်ရှိပါပြုံးခိုင်းတာ ဘယ်လိုပြုံးလို့ တောင်ရှိတောင်ပြုံးတယ်လေဒီလိုလေ ဩ အဲ့တောင်စီကအပြုံးကြတော့ကိုအောင်ဝင်းကကျွတ်တယ်ပြုံးပြန်စမ်းအချိုးတွေရင်းနဲ့တူတယ် သူတော့တဖြည်းဖြည်းနဲ့ ဖားတက်လာ ဂျီဖက်နဲ့တူလာတာ အမေနော်အမေ ကိုဒီမျက်စိမှာ9သိန်း ပစံလုပ်ပြတယ် နှုတ်ပြကြအောင်ဆောင်းတာပြပြန်ကောင်း မလို့ ဟဲ့လူစုချယူရင်မင်းသားကိုခွင့်တောင်းအောင်မယ်ဆိုခင်ဗျာမသိဘူးလား ဟင်သူယူတော့ကိုတွေကိုခွင်တောင်းလာကြ ပြီးအောင် အဲ့ဒါမင်းသားလေ ညီလေးမင်းအဲ့လိုပြောလို့မရဘူးဖြိုးအဓိကက lady first ဆိုတာရှိတယ် အောက်မှာကတော့ဘွဲအဲ့ဒါ ပြီးတယ်ကြော်ပြီးသားကြော်ပြီးသားစထွက်တွေကကြော်နေရတာ အပေါ်ကလူရစီးပွားရေးမကောင်း ဘူး ဘူး လည်းပြောမကောင်းညီလေးဘုရားတစ်ဖွဲလုံးပြောမကောင်းတာပလက်စနာလုတ်ပြီးတဲ့အောင်ပြောမကောင်းအဲ့တိုက်ပုံမချွတ်တော့ဘူး prisoner တော့လုပ်ပါ prisoner တော့မလုပ် အေး ပါ ပ ဘူး လက်စနာလေးပြီးတော့အဲ့ဒီဘေးကကောင်မလေးပါတယ်ရအောင် तू ပြောမကောင်းမျက်နှာယူဒီစီဒီထဲမှာလေမျက်နှာကမိုရတဲ့မျက်နှာနဲ့ မသိလို့မယုံမယ်လေဟို TV ထဲမှာဒီဖုန်းတွေထဲမှာတွေ့တာညီလေးကမင်းသားလား तू ကမင်းသားလား ကျွန်တော်အကိုကျွန်တော်သိချစ်တာလူပြိုကြီးဟုတ်တယ်နော်အကိုနော်လူပြိုကြီးကလေးနှစ်ယောက်နဲ့လူပြိုကြီး ဘာလို့ကလေးပြန် လူမျိုးကြီးတဲ့ तू သားကသူ့လောက်ရှိတယ် ဘာလို့ရှောက်ပြောအခုဒူပြူကြီး ဟုတ်လား ဟုတ်လို့လား ဟုတ်လို့ ခုနကောင်မလေးရ အေး ဟဲတဲ့အဲ့အကူကြီးရတဲ့ချစ်စရာလေးနော်တဲ့ ဟုတ်လား ညီမလေးလို့နေမတိလို့အဲ့လူကတအားညက်ပတ်တာ မဟုတ်လေမဟုတ်လေ အဲ့လိုပြောတော့လေဟဲတဲ့သူ့ရုပ်ကလေးကဥပဒေရုပ်လေးကချောတယ်နော်တဲ့ငငယ်တုန်းကတဲ့ကျမအဖေနဲ့တူလို့တဲ့သူ မဟုတ်လေ လာမလုံးနဲ့ဝင်လိုက်ကြာကြီးတွေပါလာမလုံးနဲ့လာမလုံးနဲ့ တည်တယ်သူကလည်းဘော အကိုအရေးကြီးကတခုပြောပြမယ်ကြမ်း तू ကရွှေဆိုင်ဝိစိန်ရွှေဆိုင်ဖွင့်ပွဲတော့ကောင်မလေးရလေသူ့လက်လေးနဲ့ဆွဲနေရလေအဲ့တော့ကျွန်တော်အားရဝမ်းသာလာပြောပြောရွှေမွေးငါ့မှာပရိသတ်တွေရှိတယ်ငါ့ကိုလက်တွေဝိုင်းဆွဲရခဏနေတော့ TikTok ပေါ်တက်လာဖေဖေကြီးကိုချင်းတဲ့ဝါရှော အောင်စဘူးလေးက အောင်စဘူးလေးကတာကြည့်လို့ကောင်းရဲ့လားအောင်စဘူးလေးကိုကြည့်ရဲ့လား Come on ကပီးလက်ကိုဒီပါလားအောင်စဘူးအာဘာဖေးပါလား That's all la 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 လာ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  la 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 လာ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  la 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 လာ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  la 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 မောလိုက်တာကွာအမတို့စူးနေကြတာ ဒီအရွယ်လေးရောက်နေပြီကိုကလည်းခေါင်းဆောင်မင်းသားလည်းဖြစ်ဥဆောင်ခေါင်းရဖြစ်နေပြီ
အဲ့ဒီအောက်ကဒူးကြောက်အတိုးရှိဝေးရမယ်လို့ဘယ်သူတင်ပေးလိုက် စတိုင် အမေ ခမရတို့ကသာစင်မော်တက်လာရင်အင်ဂျီလေးဝှေ့ပြီးတော့တတရာလေးတက်လာတာကျွန်တော်ကမင်းသားဒါပေမဲ့ဒီသပင်ဒီမန္တလေးဦးသိန်းစော်ရဲ့ကျွန်တော်စပြောခဲ့တဲ့ဇက်သပင်အဲ့တော့အောင်စပူဟာဒီနေရာမှာစက်တင်လည်းဖြစ်ချင်ဖြစ်မယ်လိုက်တင်လည်းဖြစ်ချင်ဖြစ်မယ်အော်ဒီယိုလည်းဖြစ်ချင်ဖြစ်မယ် တခါမှလည်းလာမလို့ပဲနဲ့ မဟုတ်အကိုတကယ်ဒီပြောတာကျွန်တော်ရဲ့ မအားရဘူးပြေးလွားတယ်လုံနေတာခင်ဗျားတို့မမြင်ဘူးလား ဟမ်တို့လည်းမအားရဘူးမအားရဘူး အဲ့ဒါကျွန်တော် အားရဘာလို့လဲသိလားခန်းထဲဝင်လိုက်ပြန်ထွက်လိုက်စလိတောက်လိုက်မုံစားလိုက်အဲ့ဒီအချိန်ကိုစောင့်နေတာညနေ6 နာရီတည်းက အဲ့ဒါကျွန်တော်ကမြင်တယ်အကိုကတကယ်အဖေပွဲမှာသူ့ကိုယ်တိုင်နော် ဟုတ်တယ် ဒီစတိတ်စင်ပေါ်မှာလက်ရိုးထိုးလိုက်ခိုင်းတာစတိတ်ရကောင်လေးတွေ ညီလေး မားတကမားတယ်ဒီမှာငါမအားဆုံးပဲ ဘာလို့မအားတော့ သူမိချောင်းစီးတဲ့အချိန်မှာငါရေလိုက်ကြီးအောက်ကနေလူကြီးလှုပ်ပေးနေတယ် တေချာသူ့ရဲ့ညံပီတဲ့တေချာဝှက်ပေးလိုက်တာခြေထောက်ဒီဖနက်ကျိုးကိုဘယ်လိုလိန်အောင်ကျွတ်ပေးတာ လာ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  အလား ဟေးမေဘာတွေပြော ကျွန်တော်ဗလီတက်ချင် လာအောင်မယ်တတိထားနော်ကိုเจ้าကိုတီ ကလမင်းနေနဲ့လား လာ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  လာ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  လာ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  လာ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  လာ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  လာ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  လာ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 အောင်စကူလေး ချီတော့ကောင်းရဲ့လားချီရဲ့လား အောင်စကူကပြီးရှင် လက်ကုတ်ဒီပါလား အောင်စကူမပြေအောင် အောင်မပေးပါလား ဒါဆို လာ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  လာ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  ညာလေးတို့ ငါကတော့အလုပ်တွေလုပ်လို့နင်တို့မင်းရော အမေအောက်မှာဟုတ်မှာ ဒီလိုဇက်ရုံမျိုးကိုလေကျွန်တော်တို့ကိုလေပွဲကတိုင်းပေးပါမယ်ဆိုကျွန်တော်မယူအဲ့ခုဘလောက်ကောင်းကောင်းဘလောက်တက်တာပြောပြောကျွန်တော်မယူ ဘာဖြစ်လို့တော့ မိုးလင်းတာမသိရလို့ ဒီမှာမိုးမလင်းဘူးမသိလို့မမြင်ညအလားလန်းစီကိုရှိလားအပြန်လန်းစီကိုရှိလားအခုညလေးစဉ်းစားနေတာဘာမှမဒီမှာအိတ်လို့ရတယ် ဆိုင်းပညာရှင်တွေတီဝိုင်းပညာရှင်တွေကကျွန်တော်ကိုသိချစ်တာ ဟုတ်တယ် အဲ့လို ပွဲပြီးပြီဆိုတော့ကျွန်တော်ကိုလိုက်ရှာတယ် မလန်းစိတ်လို့ ဒီဘက်ကဆက်ရတာပြောင်းပြန်ကြည့်တယ်ဒီဘက်ကလူတွေကြောက်လေအကုန်လုံးကသဘောကျနေပြီးတော့အချိန်တန်သူတို့ကသူတို့ပြန်လောက်တာ ဒီမဆိုတရားတို့လို့ဆက်မညောင်းအခုကြည့်ပြီးဆက်ညောင်းအောင် လာ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  လာဟာမနီ လာပြီစမ်း ဟိုမင်းသားကြလေအောင်ဆိုပါလား Hey, 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 hey. Hey, hey, hey. Mena မင်းသားလည်းကံကောင်းလို့အောက်ကလူလည်းကံကောင်းလို့နှစ်ယောက်လုံးလန့်သွားတာ ဒီလို Mena အဲ့လိုပြောတော့ဟိုကလေးလေးကလက်ညှိုးထိုးနေညီလေးလည်းအမေငါ့ကိုလက်ညှိုးမထိုးနဲ့လက်ညှိုးမထိုး ကျွန်တော်ကြလာတာဒီလိုထိမ့်မယ်မရှိဘူး အဲ့ဒါဘာလဲကြားနေတာထိမ့်မိမရှိဘူး အတိတ်စိတ်ပေးတယ်များမှတ်နေလား အလကားစားတာတုံညာတစ်တယ် တနင်းလာနေထိုးရမယ်ဩ ကဲ ဖော်ခင်ဗျားလည်းဖော် ပ
ပြောပါဘူးပြောတာဟိုဘက်ကပြောတာလူပဲလာမဲနေကျဟုတ်တော့ပဲ အခုကမင်းနေလို့ပါ ငါမဲ ကိုကလေခလေးနဲ့ခက်ခံပြီးတော့ ကလေးနဲ့ခံပြီးငါလူကြီးနဲ့တယုံယုံလုံနေလို့လားကဲ အိုးပြောဘူးလေကောင်းတယ်ဟုတ်တယ်ဒီလေအိတ်ချင်လာအကျင့်မရှိတာလေခါတိုင်းတော့တညာလုံးကတော့ဘာမှမပြောအခုကျတော့ခဏလေးကတော့အိတ်ချင်လာအဲ့တော့ဒီလိုလုပ်ပါလား ဘယ်လိုလုပ်ရမလဲ ဒီမှာအိတ်ပါလားအိတ်ကြတို့တယောက်လေးစတေးကြောက်တယ် ဒါပုံမှန်ဆိုရင်ကျွန်တော်တို့ ပုံမှ ဒီ န် ချိန်ကနှစ်ပါးသွားပြီးသွားပြီ ဟုတ်တယ် ကျွန်တော်တို့ duration တိုက်လိုက်မယ်ဆိုရင် အမေဘာပြောတာလဲအဲ့ duration ဆိုဘာပြောတာလဲ duration ဆိုပါလေ မသိဘူး မတည်ဘူးတဲ့ ကဲဒီကကြတော့ကျွန်တော်တို့တိတ်ချရတဲ့ဖေးရဲ့တခြင်းလေးဆိုရအောင် အချင်းလေးလေ စက်ကကြ ဟောကျွန်တော်စက်ကမှာပါပတ်စံပေးထားတာဟုတ်ပဲ ဘယ်လဲဆက်ကဟမ် မသိဘူးလေဆက်ကလည်းကမှာပါ ဟေး ဟေးဟေးဟေး လာကြပေါင်းစုချွေးဆိုကြ ပေါင်းစုရင်ကျွေးတင်ဆိုကြ ဆောင်းပါကဆောင်းပါညကောင်းပါဒီလေးလာ မိုးတဲ့တီအောင်စက်ကကြ လာကြပေါင်းစုချွေးဒီဆိုကြ ပေါင်းစုရင်ကျွေးတင်ဆိုကြ ကောင်းပါကဆောင်းပါညကောင်းပါဒီလေးလာမိုးရဲ့ချီအောင်စက်ကကြဟေးလာပြီတော်တော်တွေကိုကြည်ညွတ်ကြကံတဲ့ဘောကချိန်တဲ့ညကံတဲ့ဘောကချိန်တဲ့ညညကိုလူမြောက်နေအောင်အာယုကိုဆွေးထိုးနေကြဝိုင်းဒီဘက်ပဲစက်ကကြဒီရီဟာဟာတွေကိုပေးပေခါတော်လာတွေကိုညီမြတ်ကြတာနာဘောကချိန်တဲ့ညတာနာဘောကချိန်တဲ့ညညကိုလူမြောက်နေအောင်အာယုကိုဆွေးထုတ်နေတွေ့ဝိုင်းဒီဘက်ပဲစက်ကကြဟေးအကလေးပြဆရာကိုဝေစီကလာလိမ့်ဟုတ်ပါဗျာယေမခေါင်းကြီးဖေးလူချင်းမေးဦးတော်တော်ကိုကိုမမညမလေးတွေဝီကရမောလေးမေတော်ရမြဟာဟာဟေး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 ဟာဟာနေတဲ့တွင်စက်ကားကြဒီဒီအောက်ကိုမိုးနေလားဒီဒီအောက်ကိုမိုးနေလားချုံမြချုံမြချုံမြမြဒီရအောက်မှာဆက်ရွေးကနေတဲ့တွင်စက်ကားကြအလားကိုချင်းမကနာကိုမြင်နေတဲ့တွင်စက်ကားကြဒီဒီတော့ကိုမိုးနေလားဒီတော့
၍ကကြလေးပေးငါတို့မင်းသားပေးမန်းသွားဦးမယ်အရန်ကတော့ချွေးတွေပါထွက်သွားဖားတယ်နေဖားတယ်နေ ငါလည်းဖားတာပဲလားဖားတယ်ပါသွားပြန်ပြီ တိတ်တမိုးရှိတဲ့ဖေးရဲ့သချင်းလေးဖြစ်ပါတယ်ဟုတ်ပါဒါမင်းသားမင်းသမီးတွေကိုအကတင်ပေးတာတော့ကျွန်တော်အကူဆရာလေးဖြစ်တဲ့ကိုဝေစင်ဆရာကိုဝေစင်ဖြစ်ပါတယ် မှန်ပါဗျာကဲနောက်တော့ဘလို့ဆက်တော့ထွက်ချင်ပြီပေါ့အနောက်မှာပြူတစ်နဲ့ညီလေးအကိုကြီးတခုတော့လုပ်လို့ရမလားနောက်မှာ၄ယောက်သား beauty နဲ့လုပ်နေတာဒီကားတော့ကိုလှဲ့ပဲကိုလေးစောင်းရတော့လေသူတို့လေးစောင်းမို့အကိုပြောချင်တာအဲ့ဒါဟောလိုင်းတာအကိုပြောချင်တာအဲ့ဒါသူတို့တခါလောက်လေအဲ့မိတ်ကကြီးတွေလူကြီးမျက်မှန်ကြီးနဲ့အလိုကြီးတွေဖြစ်နေပါစေမိတ်ကတွေတိုးပြီးတော့လေထွက်မလာခိုင်းတယ်ဘာမှပြုံကြီးလေးသူကဂွေနဲ့ရောက်တာသူတို့ကဂွေအထိုးအထဲမှာငါတို့လုံးချင်တာလို့မသိတော့မျက်မှန်ကြီးနဲ့ညီလေးလူကြီးတွေကိုအဲ့လိုမလုပ်ပါနဲ့မင်းကလည်းကွာတို့ခေါ်မှသူတို့လာလို့ရမှာတို့ပြောကွာသူတို့မကြားတော့ပါဘူးမကြားပါဘူးမင်းစကားကားကြတယ်မှာသူတို့ကလည်းပြောတယ်မကြားကြအောင်စောင်းနေပါတယ်တဲ့ရတယ်ပြောထားတယ်ရတယ်ခဏလေးလို့ပြောထားတယ်သူတို့တွေဒူးကြပြောလို့လိုက်ရှာတယ်မင်းသားတွေကမကရာကြတော့ဖက်တွေကတယောက်နေတော့စိုက်ကမတိုးကြဘူးခဏလေးဟိုမှာဦးနန်းဝင်းမျက်တောင်တူတက်တုံဘယ်ကိုမျက်တောင်ဖေးဦးမုံရမိတ်ကလူနဲ့ဝါထေးနာပဲဘာပဲဖြစ်ကိုကလို့ရတော့အခုမှကကောင်းတာချွေးတော့မထွက်သေးဘူးကျွန်တော်နည်းနည်းလေးတော့ဆက်ကလိုက်အောင်မယ်နော်ချင်းလေးဆက်ကလိုက်ချစ်စွဲကပတ်စမ်းနေလို့ခဏလေးတကယ်ချင်းပတ်စမ်းသိလားဘယ်လိုလဲအဲ့ဒါမမြင်မဲဆန်းတာစားပြီ
စာတင်ကြောင်းဘယ်ဦးရင်နဲ့မြေချောင်းလေးတွေ လေယာနဲ့စာတင်ကြောင်ဘဲဥယျာဉ်နဲ့မြေချောင်းလေးတွေ လှပတဲ့တဲတောင်ကြီးအလုတ်ခွင်းကအကူတို့ လှပတဲ့တဲတောင်ကြီးလှခွေကကိုတို့ လှပတဲ့တဲတောင်ကြီးခမရအလုတ်ခွင်းကအကူတို့ လှပတဲ့တဲတောင်ကြီးလှခွေကကိုတို့ လူအောင်ရဲ့လည်းလည်းခေ လူပေါင်းရဲ့လည်းခေ လူပေါင်းရဲ့လည်းလည်းခေ လူပေါင်းရဲ့လည်းခေ ချစ်ချစ်ညင်ညင်ညင်အစာပြုစီလို့ချစ်ချစ်ညင်ညင်ညင်အစာပြုစီလို့ လေယာနဲ့စာတင်ကြောင်းပန်းရည်နဲ့တို့ချောင်းလေးတွေ လေယာနဲ့စာတင်ကြောင်ဘဲဥယျာဉ်နဲ့မြေချောင်းလေးတွေ လေယာနဲ့စာတင်ကြောင်းပန်းရည်နဲ့တို့ချောင်းလေးတွေ လေယာနဲ့စာတင်ကြောင်ဘဲဥယျာဉ်နဲ့မြေချောင်းလေးတွေ လှပတဲ့တဲတောင်ကြီးအလုတ်ခွင်းကအကူတို့ လှပတဲ့တဲတောင်ကြီးလှခွေကကိုတို့ လှပတဲ့တဲတောင်ကြီးခမရအလုတ်ခွင်းကအကူတို့ လှပတဲ့တဲတောင်ကြီးလှခွေကကိုတို့ လူပေါင်းရဲ့လည်းလည်းခေ လူပေါင်းရဲ့နည်းနည်းခေ လူပေါင်းရဲ့လည်းလည်းခေ လူပေါင်းရဲ့နည်းနည်းခေ ချစ်ချစ်ညင်ညင်ညင်အစာပြုစီလို့ချစ်ချစ်ညင်ညင်ညင်အစာပြုစီလို့ငါကလေးတီဆိုပြီးမောရရောပြန်တဲ့နီပြန်ပြီးတော်မစီဒီပြန်စီဒီရတဲ့စီချစ်ချစ်တီရှိနေစေနေစေလို့နေစေပြစီလို့နေစေချမ်းစီလို့ဟာ ငါကလေးချေဆိုပြီးမောရရောပြန်တဲ့နီပြန်ပြီးတော်မစီဒီပြန်စီဒီရနဲ့စီချစ်ချစ်ဒီရှိရေးစေအေးစေလို့ရေးစေပြောစေလို့ရေးစေချမ်းစေလို့ လ
ကောင်းလိုက်တာကြက်တီရှိလိုက်တာတီးသွားလေးတွေကြက်တီလေးရှိတယ်ရတာလည်းရှိမထနိုင်တော့ဘူးလားလက်ထအမလေးဟဲ့ဒီဝက်ကလေးကတစ်မျိုး တော်သေးတယ်တချင်းတစ်ပုတ်မဆုံးခင်ထွက်လာမယ်ချောင်းတယ်ထွက်မလာသေးဘူး သူတို့ကထွက်ဖို့ပြူတိဖြစ်နေကြ တစ်ပြူ နေမပြူတိလဲ အတန်ကြာတို့ကဘာကြီးကြမ်းပါခြင်းမင်းကလာအေးဘေးရကင်းလို့ဓမ္မချမ်းသာစစ်မကင်းဝေးကဘာဝဘေးဒဏ်ချမ်းချမ်းလုံးမြောက်ကံရောပါဆိုးတွေဒီစင်ဝေးကွာကျွန်တော်တို့ကဘာကြီးနေနေချမ်းသာကျွန်တော်တို့ကဘာကြီးနေနေချမ်းသာကျွန်တော်တို့ကဘာကြီးနေနေချမ်းသာကဘာကိုကြီးကမြေကြီးကဘေးရကင်းလို့ဓမ္မချမ်းသာစစ်မကင်းဝေးဘောဘေးရအတန်ကယောဂဆိုရီကင်းစီမေကောကျွန်တော်တို့ကဘာကြီးနေစီချမ်းသ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 ာပရမမြတ်သောချမ်းသာခြင်းတောင်းစုတန်သာဖြစ်ခါခြင်းမှာမြစ်ပါမိကရာလောကရကြီးလာပါရဲ့လောကရကြီးလာပါရဲ့လူဝါကြီးကမ်းပါရဲ့မြစ်တာတင်းနဲ့ဆေသူပြီးမြင်ပြဘာကြီးချမ်းမာတဲ့ခါဒီလေးကိစ္စပါဘာကြီးချမ်းသာတဲ့ခါဘောသာရီလည်းကပွင့်ပါဘာကြီးချမ်းမာတဲ့ခါမွန်ဒီလေးပြည့်စုံပါတဘာကြီးချမ်းသာတဲ့ခါစံညောင်နေလေးကပ်ပါတော်တော်ဆွေးဆွေးပြင်းပြင်းနာနာမြဲမြံချမ်းသာပျော်ရွှင်ခြင်းချမ်းသာတူတူမြတ်တာနေချမ်းသာခြင်းကနေရဲ့ကဘာဟေးဟေး
မာကြီးရေဆိုနေမာပဲဆိုရင်ကာပဲဆိုရင်ကာပဲကာဝေးခြင်းကကုသခြင်းနဲ့ဘုံကြီးကောင်းပါလေကာဝေးဆိုရင်ပါလေဆိုရင်ပါလေဟေး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 ချမ်းရေကဘာကြီးချမ်းပါမယ်မာကြီးရေချွတ်တင်ကာကွယ်ချွတ်တင်ကာကွယ်ချွတ်တင်ကာကွယ်ကာကွယ်ခြင်းကဒုက္ခခြင်းနဲ့ဘုရားကောင်းပါလေဟေး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 မွေမွေတူနေပါလေတူနေပါလေတူနေပါလေဘာလဲကုသခြင်းတဲ့ဘုရားပါလေဟေးဟေးဟေးကာနေတဲ့ကွာကာနေတဲ့ကွာဟေး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 ကာနေတဲ့ကွာကာနေတဲ့ကွာဟေး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 နေစဉ်ချမ်းသာနေစဉ်ချမ်းသာကဲကျေးဇူးများကြီးတင်ပါတယ်ကတော့တရားသိကိုကြည်မြတ်လာပါတယ်ကျွန်တော်တို့တားတဲ့သူဟောဒီဟာအောင်စဘူးတပည့်အဖွဲ့သူဖွဲ့သားများအားလုံးကဖေးကျုဖေးတို့ကိုကျွန်တော်တို့ကတော့တရားကြီးစွာနဲ့ကြောပြစီမိဘလိုအမြဲတမ်းသဘောထားရတဲ့သားသမီးတွေလိုအမြဲတမ်းတော်တင်ဆုံးမလမ်းမမရောက်အောင်အမြဲတမ်းလမ်းတက်ပြီးတဲ့မာဒီမန်ဒီခဏထားပြီးတော့အကောင်းဆုံးရင်းနဲ့တီးကြတဲ့ဘွယ်ဆောင်းလျှောက်ပေးခဲ့တဲ့ဖေးကြီးတို့ပေါ်မှာတပွဲလုံးကာယကံဝစီကံမနောကံကံတော်မတို့ဖြစ်ပြမစော်ကားသည်များရှိခဲ့တော့လက်စေပြားထိမှမူပြီးတော့ရှစ်ခုကတော့တောင်းပန်အပ်ပါတယ်တာဓုတာဓုတာဓုဒါနဲ့ဒီလေကရိုးပေးရဒီထဲမှာအကြီးဆုံးဖြစ်တော့အောင်သူဖွဲ့လာလုံးနဲ့တကွာတာတို့ဒီမြမရဲ့အနုပညာစက်တပင်အမွေထိမ့်သိမ့်နိုင်ပြီတာတို့တမီးတို့အားလုံးအနေကင်းဘေးရှင်းလို့အတိုက်ခိုက်တဲ့အားလုံးကကင်းဝေးပါစေလို့ယေရှုတော်နဲ့ခဏနေတားလေးအခုခဏနော်ကျွန်တော်ကသူတို့သုံးနေငေးပါတယ်အဲ့တော့ဒါတို့ ਨੇ ထပ်ပြီးတော့ကြော့ချင်ပါတယ်အကူများဟိုကာယကံဝစီကံမနောကံနဲ့တပါးသောကံမဲ့ပြင်မကျူးမိရှိတော့ကျွန်တော်ခွင့်လို့ပါလို့ကျွန်တော်တောင်းပန်ပြီးကြော့အပ်ပါတယ်ခင်ဗျာချစ်တော်ကွာအင်္ဂလိပ်ရှောင်းနေရကောင်းပါပြီအားလုံးလူတွေမင်းပေါ်မှာလက်တွဲခဲ့သမျှဟာဒီလေးယောက်စလုံးပေါ့နော်နိုင်မဝင်ချမ်းသာရှိခဲ့တဲ့ပုံမှာအားလုံးကစိတ်တဝမ်းမနှွားပဲ
ဟိုဒီကောင်းမောင်းလေးနဲ့ဒီမျက်နှာလေးမြင်လဲရတော့ပီတိတွေထုံမနတ်တက်ဖြေးပြီးငယ်တော့စိတ်တွေပြန်မွေးလို့ငါတငယ်ချင်းတွေဒီအသက်ရှည်ပါသေးလို့နိုင်ရဲ့ဆုတောင်းပါတယ်မိုးကြီးရဲ့နော်ကျေးဇူးတင်ပါတယ် မိုးရက်ပြန်ပြီးတော့ဆူတောင်းပေးလိုက်လေကိုယ်တငယ်ချင်းလေးဒီတဲ့အရက်ရှိပါစေ နည်းနည်းများနေပြီနော်လှုပ်တယ်ပြီပစိုးလည်းကောင်းမိုးရဲ့ဘောင်းမီကဇစ်လည်းမဆွဲမိမိုးရေ ပြောပါလားကိုတောင်းဝင် မိုးရေ yes sir ဗျာမိုးရေဗျာစောစောကချပုပြောသလိုပဲ အဲချဘူးပြောတော့မင်းမပြောပါလားငါလား ငါညီလေးအရန်အကိုတွေပေါ်မှာအရန်ယူတယ်ညီလေးတရားတော်ကလည်းပြည့်စုံတဲ့ညီလေးမကောင်းတဲ့သူကိုရှောင်ကောင်းတဲ့လူကိုဆောင်ရမယ်နော် ဟုတ်တယ် ဟိုတခါလေးကြာရင်မကောင်းတဲ့သူဆိုတာရှောင်ရမယ်မကောင်းတဲ့ ဘယ်သူပြောနာ အော်သူငါ ကလေးကိုဆုံးမ မင်းသားကွာငါမင်းသားကပြီးပြောမကောင်းတဲ့သူကိုရှောင်အဲ့ဒါကမှတာရင် တန်းကလေး ငါငါညီလေးတူတဲ့အောင်မြင်ပါလေ အနုပညာအတူပဲယူတော့တန်းကလေးအဲကောတွေမယူအောင်တိလားပေါက်တောင်း ဒါလေးတူတဲ့အောင်မြင်ပါစေ ဘုရားဆရာကြီး ဘာသာတော်လူမျိုးရဲ့အကျိုးဆောင်နိုင်ပါစေဆိုင်ပြီးမကကဘာကြောပါစေကွယ် ဒါတော့တာကန်ကိုဇော်ကြီးစုပေးပါအောင်တန်းကလေးကျွန်တော်တို့ကအမွေပေးတာလေဟုတ်တယ်နော်ခံယူလားအဲ့တော့တကယ်ဝင်းသားဆရာပီတိဖြစ်ဆရာနော်ဒါဗုဒ္ဓဘာသာမှာအင်မတန်ယဉ်ကျေးတဲ့မင်္ဂလာရှိတယ်ကဲဘုရားဆရာကြီးလို့ ကြပြရွတ်မလို့ အမရွတ်ပါဘူးပြန်တော့ပါဦးလေကျွန်တော်တို့ပြန်တော့မှာဘယ်ခင်ဗျာလာရွတ်ခိုင်းတယ်အရက်တောင်ပူပူသွားသလိုဘာပူရတဲ့သူမ အစောတော့လည်းမချွနဲ့လူငါတန်တန်ပြောတယ်နေစီ စာနေ ကို စင်း ငါဒီမှာငါချင်းစောတန်ဖနာငါလာ စာနေစင်းပွဲတွေကပြောထားတာတခုရှိတယ်မှတ်မိလား ဘာလဲ ကြပြရွတ်မယ်လေမကြောက်နဲ့ငါရွတ်မှာ မတညာလုံးရွတ်အိုင်နာထိုင်းပြီး ဘူးဆိုတဲ့ကြပြရွတ်မယ်နော် အေးဟုတ်ပြီ ကျွန်တော်တယောက်တည်းရွတ်ရမှာမဟုတ်ဘူးပြိဿတွေပါရွတ်ရမှာ ဟာလုံးပြီ ခင်ဗျားတို့ပါသွားပြီကျွန်တော်တို့တွေမဟုတ်ပါသွားပြီအကုန်လုံး လူပေါင်းမာတာမဟုတ်ဘူးနော်လူမားပေါင်း ကျွန်တော်ရှေ့ရတိုင်မယ်ဦးသိန်းစောရှေ့ရတိုင်မယ်ဒါတို့သမီးတို့အားလုံးနောက်ကလိုက်ဆိုရမယ် ဟာ တန်းက ဟုတ်ကဲ့တူတူလေးနော် ကြပြရဲ့နောက်ဆုံးအကြောင်းလေးကြရင်တော့ကျွန်တော်တယောက်တည်းရွတ်မယ်ပိသက်ကစိတ်ထရပဲလိုက်ယူရမယ်နော်ရှေ့က2ကြိမ်3ကြိမ်လောက်ကအားလုံးတန်ပြန်ရွတ်မယ်မိုးရေစက်လေးတစ်ပေါက် မိုးရေစလေးတစ်ပေါက်က ဘာမြေကြီးပေါ်မကြရောက်ခင်ကလေးက ကဘာမြေကြီးပေါ်မကြောက်ရောက်ခင်ကလေးက ကဘာကြီးရဲ့အရေး ကဘာကြီးရဲ့အရေး သူ့ကိုယ်ပေါ်မှာထင်ခဲ့ပြီ သူ့ကိုယ်ပေါ်မှာထင်ခဲ့ပြီ တားရီ တိုင်း ဒါတို့ မင်းတို့မလူရဘူး မင်းတို့ဘယ်သူမှမပြော သူ ဘူး ပြောမင်းမင်းဟိုကအတိုင်းနေတာဟာ တီးလေ ဘလက်ဆိုတော့အကင်းပါတဲ့ပေါက်တယ် အဲ့နောက်ဆုံးကြောင်းပဲရွတ်ခုတည်းကိုလမိုင်းမက ကိုကလေးစင်းရင်လာ မဟုတ် လို့ ပြန်လို့မနော်ညီပါစီမညီရင်ဒီညပွဲသိမ်းလို့ရမှာမဟုတ် အဲ့ဒါလည်းတက်တာရှင်းမရှိဝိုင်းပြတ်တယ် နမနာနဲ့ မနာပါ မိုးရေစက်လေးတစ်ပေါက် ဘူးမွေးစလေးတစ်ပေါက်က ဘာမြေပေါ်မကြရောက်ခင်ကလေးက ကဘာမြေပေါ်မကြောက်ရောက်ခင်ကလေးက ကဘာကြီးရဲ့အရေး ကဘာကြီးရဲ့အရေး သူ့ကိုယ်ပေါ်မှာထင်ခဲ့ပြီ သူ့ကိုယ်ပေါ်မှာထင်ခဲ့ပြီ တားရီမင်းကအဲ့လိုကောင်းလေးပါကွာ ကျေးဇူးများတင်ပါတယ် တကယ်ချင်းတွေမင်းတို့ကိုယ်ပေါ်မှာထင်ခဲ့ပြီဘယ်တော့မှကြပြမရွတ်နဲ့အေးကြဘူး ကဲဒါလေးဟောဆက်စရာကိုကျွန်တော်တခုတော့နေလုံးငါပြောမှာ ဖေတော့မှဇက်စီရလို့ ငါပြောမှာငါပြောမှာဆက်စရာကိုခွင့်တခုတိုင်စရာရှိတယ်
ဒါဘာဖြစ်လို့ဒီချိန်မှာ तू ကဆက်ဆရာရင်ဟိုညာကြီးဖြတ်တဲ့စနစ်ရှိတယ်မလားရှိတာရှိတယ်ဆိုရင်ပြိတ္တရှိမှာတချင်းဆိုရင်လည်းဘောင်းမီစစ်မတက်တဲ့တယောက်ကိုညာကြီးဖြတ်ပြီးတော့ အေးများလာပြီ ကတော့တာလက်ကြီးပဲဖြစ်သွားလို့ပါဖီတို့နေတယ်မလို့ပါနဲ့တားရဲ့အဲ့လောက်တော့မလို့ပါနဲ့စင်ကောင်းငါအပူဆုံးမလို့ရှက်လာတာမင်းတို့ရှက်ကွဲနေ နေတယ်ညရတော့သဘောမထပါနဲ့ ထားပါဦးဗျာ ကတော့ပေါ့ဖီ ဒါနှစ်ညသလုံးအဲ့တိုင်းလုံးမှာပေါ့ ဟုတ်ကဲ့ တားလေမင်း ဟောကီတိုကီကန်ရကျွတ်နှက်သွားပြီဟဲ့ โอเค နေတယ်များတယ်သဘောမထပါနဲ့ဖီ ဟာကြက်သိန်း50ဗျာ တာရုပါ တာရုခေါ်ပါတာရု တာ တာရု တာလီအဲ့ဒီပစံနဲ့လွတ်အောင်မနှက်ဖန်ကြမှာပေးရမှာတာလီ မင်းမယူအောင်လည်းထပ်ပြီး ဟမ်ဒီမှာ တာရုတာမပုတ်လေမလေးလောက်ရတယ်ဒီ တာလီကို လှုပ်ကြည့်ဟင်းအောင်လေ မလုံးချင်တော့ထဲထဲမှာမပါသေးဘူးဒါဟန်ပြ မဟုတ်ဒါအတိမပြူတာပြီးတော့မှ လေးနဲ့သားနဲ့မိတ်ပြက်ပြီ ပြီးတော့မှ AYA ပေးနဲ့ရှင်းပြမှာ အေးရပေးနဲ့ရှင်းပါအတူပါအတူပါ ကဲကျွန်တော်တားလေးကိုစကားလေးနည်းနည်းပြောချင်ပါတယ် နားထောင်ကြပါလေ ဒါလေးလက်ရှိအခုအချိန်ဟာအကောင်းဆုံးအချိန်ဖြစ်ပါတယ်ငါသားအလုပ်တွေလုပ်တဲ့ခါမှာတတိနဲ့အတိကိုရှေ့ထားပြီးတော့အလုပ်လုပ်ပါသား ကြော်ဟင်းပုံမှန်ဟုတ်တယ်တိတ်ခါနဲ့တမာတိနဲ့ပြောနေတာနင်ချားတဲ့ဝင်မဖောက်နဲ့ ငါကြည့်ရ မ ပြော ပါဘူးကိုမိုးကြီးကသူစကားအဖို့တတ်ပါတယ်ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်လည်းအောင်မြင်သောသားတွေကိုမွေးဖွားထားတဲ့ဇက်ဆရာဖခင်တယောက် ဟာဟုတ်တယ် ဒုငယ်တယောက်ကိုသားသမီးတယောက်ကိုနားလေတဲ့အမြင်တွေဟာကိုတို့တဲ့သားတယ် ဟုတ်တယ် ပြောပါအောင်အတိနဲ့တတိ ခင်ဗျားကြီးကလည်းဗျာပြောဗျာ အဲ့တော့တားအနေနဲ့စီးပွားလဲရှာပါတရားလဲရှာပါတားစီးပွားသာရှာရင် ဟုတ် လောဘအရင်ကြီးတယ်မရရင်ဒေါသဖြစ်မယ်အဲ့ဒါမထိမ့်သိမ့်နိုင်ရင်မောဟဖြစ်မယ်အဲ့တော့တားစီးပွားရှာရမယ်အဲ့ဒါတွေကိုလောဘဒေါသမောဟဖြစ်လာတဲ့ခါကျရင်ရှောင်နိုင်မှုအတွက်ဘာဝနာအားထုတ်ပါတာအဖေကောင်းသောစကားဖြစ်ပါတယ်တား ကျေး ရဲ့ ဇူးများတင်ပါတယ် အေး တာလီ ဒါပေမဲ့အကိုကြီး ပြ ခုကတော့မျက်တောင်ထုတွေလေးနေပြီကိုကြီး မြတ်တောင်တို့လေးတာသိခံလိုက်ပါဒီလက်ကလေးတာဒီဘက်အဲ့လိုရ ပေးလိုက်ရ တာလီ ဘာမှမဖြစ်ဘူး ဒီ ထဲမှာ အဖေပြောပါစကားကြားလား ဟုတ်ကဲ့ဖေ နော်အဲဘာသာတရားလေးနဲ့ຫນွေပြီးတော့ပြောသွားတာ ဟုတ်ကဲ့ အဲ့ဘာသာတရားနဲ့နှစ်ရှိန်တဲ့အတိုင်းတာဒီသားမကြိုးစားခင်ချိန်မှာလောကီကိစ္စကိုတော့ပေါက်မြောက်အောင်လုပ်နော်ဖြစ်နိုင်ရင်မေမျိုးဘက်ကိုတစ်ချက်မှမသွားလိုက်မေမျိုးသွားလိုက်တယ်ငါတို့တွေအားလုံးဟာသူ့ရဲ့တရားကြောထဲမှာမျောသွားတယ် ကဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါ ကျေးဇူးများတင်ပါတယ်ဖေတော့တော့ကတော့တကယ်ဆောင်းရှောင်းမှုမျိုးမရှိပဲမဲ့ ပြန်တောင်းနေတဲ့သားရဲ့ တကယ်မျိုးမရှိပဲမဲ့တကယ်ဖခင်ရင်းနေရထားသလိုသားသမီးတယောက်လိုအမြဲတမ်းဆောင်းရှောက်ပေးခဲ့တဲ့ဖေကြီးတို့ကျေးဇူးများတင်ပါတယ် ကျေးဇူးပါ သက်စာထာဝရကာရဝတရားဥထိတ်ထားပြီးတော့လဲဩဝါဒဒီခံယူပြီးတော့ဆက်ပြီးတော့
အကောင်းဆုံးကြိုးစားပါမယ်လို့ပြောချင်ပါတယ်ပြီးကျေးဇူးတင်ပါတယ် โอเคပါအဖေကလည်းအားလုံးနဲ့မှအဖေကစနေသားအပူဆုံးဒေါသကြီးတယ်နော်ဖြစ်စရာရှိရင်ရတယ်ဘာမှမပုံနဲ့ ရီးစားလည်းများတယ်လို့ကြားပါတယ် ရီးစားလည်းများမင်းတို့ဘယ်သူကတင်လာခိုင်းလဲဝဲလက်ကောလည်းလောက်လိုက်ဆန်းလောက်လိုက်ဆန်းဖဲလာတာတကိုးလေစာကင်းမရှိတယ်အောင်တဘူး ဖြို့ဖြို့ဖြို့သူတို့၃ယောက်ထဲအဖေကမင်းကိုတထားတယ်ယူလိုက်တော့နော်အာ ဘာမှမပါဘူးလေဒီလေအကိုပြောတာယုံပြီလားဖေးဦးမဝင်းဟာတရားချမယ်ဆိုတာယုံလားညီလေးအကိုကြီးအရင်ဖေးဦးသိန်းဆိုအိမ်မှာလေးကလာအောင်ဆိုပြီးခေါ်သွားခဏပဲ2 နာရီကြာသွားတယ် ကဲကျေးဇူးများတင်ပါတယ် ကောင်းပါပြီဗျာ ကြောက်ရှိစားအားပေးကြတဲ့မိသားစုများလည်းကျွန်တော်တို့ အဲ့တော့ဒီနေ့မင်္ဂလာပေါင်းတဲ့ပြည်သူနဲ့ညမျော်လင့်တဲ့အချိန်နဲ့ပိုးသွားတဲ့အတွက်လည်းပေးသက်ဒီကျင်းတ်ပြီးတော်မူကြပါလို့တောင်းပန်ရင်ဒီညအတွက်တော့ကျွန်တော်တို့ရဲ့တင်ဆက်မှုဟာဒီအချိန်ကနေပြီးတော့အလုံးပြည်သက်ဒီကိုညောင်းညာမှုတွေကိုတောင်းပန်ပါတယ်ခုချိန်ကစပြီးတော့ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုညီကုန်းက ခဏလေးပေးမပြီးသေးဘူး ဘာဖြစ်လို့လဲ မပြီးသေးဘူး ဘာဖြစ်လို့ မပြီးသေးဘူးဖေး ဘာကြံနေလို့ ဖေးကတော့မပြီးသေးဘူး အေးဘာဖြစ်လို့ မဟုတ်တခြားစကလုံးပြောပြောင်း ကြောင်ပြော နှစ်ပေါင်းမ ပြောလည်းမဟုတ်ဘူးပြောပြောင်းတယ်မင်းတို့ကဗျာဆရာလည်း တကယ်နှစ်ပေါင်းဝင်ကမပြီးသေးဘူး အော်အဲ့လေ မိသားစု ဘာဖြစ်လို့ ကလကားကြီးရဲ့နေပါအောင်ကောင်းနေတော့ရာသာကြီးရဲ့ဒီနေပါအောင်ဆိုလို့ကောင်းနေတော့လက်တော်လမ်းနဲ့ပြီးပါအောင်ဒီကိုကောင်းနေတော့မလေးရဲ့ဒီနေပါအောင်ပြောလို့ရှိလို့မစိုး Hey 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 ကိုနေနေလားစံအကြီး ကလကားကြီးရဲ့နေပါအောင်ကလို့ကောင်းနေတော့ရွာသားကြီးရဲ့ဒီပေးပါအောင်ဆိုလို့ကောင်းနေတော့လက်ခုပ်တန်တွေကြီးပါအောင်ရင်ခုန်ကောင်းနေတော့မလေးလေးရဲ့ပြုံးပေးပါအောင်ပြောလို့ရှိလို့မစိုး တန်းငယ်လေးဟဲ့အောင်တဘူးဟုတ်ပြီဗျာဟေးဟာလည်းသား ဘာလို့ကျေးဇူးတင်ပါတယ် ရပြီ ကျေးဇူးတင်ပါတယ် ကဲရပြီငါလည်းရပြီ မရသေးဘူး ဟဲ့ဗျာသေးဘူးဟဲ့ မရသေးဘူး ဘာဖြစ်လို့လဲပိတ်တော့မယ်ကြာကလကာကြီးပိတ်တော့မယ်လေ ကလိုက်ပြီ မမချောလို့လားမမလာလို့လားအားနေမလေးကျိုးစားကားလို့လားမမလာလို့လားမမချောလို့လားအားနေမလေးကျိုးစားကားလို့လားဟေးဒီရဲ့ကိုရဲ့ဘွားရဲ့ မမလေးကွာပြေးကြ ဘော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  ဘူးရပြန်စိတ်ရဲ့ရောက်စုံလာရင်ဝယ်ချစ်ကြတယ် ဘောဘောဘောဟဲ့ ဘောဘော မလာလို့လားမမလာလို့လားအားနေမလေးကျိုးစားကားလို့လားမမချောလို့လားမမလာလို့လားအားနေမလေးကျိုးစားကားလို့လားဒီရဲ့ကိုရဲ့ဘွားရဲ့မမလေးကိုအားပေးကြပါလေဟုတ်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 ဝါရဲ့စိတ်ရဲ့ရောက်ဆုံးလာရင်ဝမ်းလို့ချစ်ကြတယ် ဘောဘောဘောဟဲ့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 လာဗျာ ကပြန်ပေးအောင်
ပြီးသေးဘူး မပြီးသေးဘူး ဘာကြံသေးတာတော့ ကြံသေးတယ် ကြံသေးတယ် ဝေဟင်မှာပြန်ကားလေးကလေးကြလို့ရှိဟိုးတယောစင် တို့ရင်နေမယ်အိုး ချစ်ချစ်ချစ်ဥမကိတ္တ ပါပါဝင်းဝင်းနေ တန်တာစုတကောချင်မပြေကားကလေးကြလို့ရှိဟိုးတယောစင်စူတာလေး အိုး ချစ်ချစ်ချစ်ဥမကိတ္တအမဝဲဝဲလေးစုတဲ့ဒီစုမေကဆန်လေးနေ ကိုချမ်းချမ်း နားရကိုချမ်းရင်ကနိုင်သေးတယ်နော် အားကလေးလာလေ သူစော ဝေးညာတို့ပြန်ကားရဲ့ကလေးများတို့ရဲ့အိုး တယောစင်စူတာ ကျဲတို့ရင်နေမယ်အိုး ချစ်ချစ်တဲ့ဥမပရိသတ်ပါပါဝဲဝဲနေ ဒူဒန်တာဒီဆိုနေကဆန်းလေးနေရဲ့ နောက်တစ်ခါ ဝေးရင်မှာပြန်ကားတွင်ကလေးများတို့ရဲ့အိုး တယောစင်စူတာ ကျဲတို့ရင်နေမယ် ချစ်ချစ်တဲ့ဥမပရိသတ်ပါပါဝဲဝဲနေ ဒူဒန်တာဒီဆိုနေကဆန်းလေးနေရဲ့ ဒါလေး ဒါလေလာလာရကလေးလေးဟုတ်ကဲ့ရ ဆန်းစဘူးဆန်းစဘူး ဘယ်လိုချမ်းနေမှာ ပြီးပြီပြီးသွားပြီပြီးပြီနော်သားပြီးပြီနော် ရှင်းပြီးတော့ မပြီးသေးဘူးဘေး ဟင် အဓိကကြံနေသေးတယ် ပါလက်သား ဇမင်းသားလေးသိစောသိစော တိုင်းပြည်ကပြော ဇမင်းသားလေးသိစောသိစော တိုင်းပြည်ကပြောမမကလေးစီမြေမောတင်နေတဲ့ဒီဝါလာတော့မြမလေးစီမြေမောတင်နေတဲ့ဒီဝါလာတော့အောင်စီတဲ့ငိမ့်ငိမ့်ညာကောင်းတိုင်းကကြောကောင်းတိုင်းကကြော ညလုံးက ဒီမြမတီရကျော်လို့မြောဒီမြမတီရကျော်လို့မြောပြောလို့ဘောလို့မြောဇမင်းသားလေးတိမ်စောတိမ်စောတိုင်းပြည်ကမြောဇမင်းသားလေးတိမ်စောတိမ်စောတိုင်းပြည်ကမြောမြမတွေစေမြတ်မောဒီဒီကေတေဝါလာတော်မြမတွေစေမြတ်မောဒီဒီတေဝါလာတော်ဟုတ်စီတဲ့ငိမ့်ငိမ့်ညောတောင်းတိုက်ကယောတောင်းတိုက်ကယောတောင်းတိုက်ကယောတောင်းတိုက်က ကျော်ရှိစားအားပေးကြတဲ့မိသားစုများအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ ဒီတမားလေး ယခုထုံးလင်းပြသနေသောအစီအစဉ်ကို Roca Energy Drink မှကူညီပံ့ပိုးပေးထားပါတယ်။ယခုပြသနေသောအစီအစဉ်ကိုမုံရွာဆရာမှုမှကူညီပံ့ပိုးပေးထားပါတယ်။
20မြတ်မ